ရှေးဟောင်းဘုံကြီးကျောင်းတစ်ခုကိုပြန်လည်ပြင်ဆင်ရာကနေဗာတီကန်ကဝတ်ထားခဲ့တဲ့ငရဲမင်းကိုမတော်တဆနှိုးလိုက်မိပါတယ်။ဇလန်းဟာ1989ခုနှစ်ဇွန်လ4ရက်နေ့မှာအီတလီနိုင်ငံတိုရိုပီယာရွာငယ်လေးမှာစတင်ခဲ့ပါတယ်။တိတ်ဆိတ်တဲ့ညလယ်ခေါင်မှာအဖေဂါဘရီရဲ့အေမော့ဟာမိသားစုတစ်ခုရဲ့အကူအညီတောင်းခံမှုကိုလက်ခံရရှိပြီးနောက်သူ့ရဲ့ဘက်စပါစကူတာလေးကိုစီးပြီးအိမ်တအိမ်ကိုထွက်ခွာလာခဲ့ပါတယ်။ညီကိုတို့ရေပေးကင်းပါစေသူတို့ရဲ့သားလေးဟာမကောင်းဆိုးဝါးပူးကတ်နေတယ်လို့ယူဆရပါတယ်။ဘာလို့လဲဆိုတော့သူဟာမကြသေးမီကဒေါသတကြီးတောင်းကျမ်းတာတွေကိုခံစားနေရပြီးတစ်သက်လုံးအီတလီဘာသာစကားတစ်ခုတည်းကိုပဲပြောတတ်ခဲ့ပေမဲ့ရုတ်တရက်အင်္ဂလိပ်လိုစတင်ပြောဆိုလာလို့ဖြစ်ပါတယ်။ရောက်ချင်းမှာပဲဂါဘရီယယ်ဟာအခမ်းအနားပြုလုပ်နေစဉ်အတွင်းမိသားစုကိုဆက်လက်ဆုတောင်းနေဖို့ညွှန်ကြားပြီးကြိုတင်ပြင်ဆင်ထားတဲ့ဝက်တကောင်ကိုအိမ်ထဲယူဆောင်လာခဲ့ပါတယ်။အရာရာတိုင်းအဆင်သင့်ဖြစ်သွားတဲ့အခါဂါဘရီယယ်ဟာအိတ်ခမ်းထဲကိုဝင်သွားခဲ့ပါတယ်။သူဟာစိတ်ပေးနဲ့တစိပ်ပြားကိုမြှောက်ပြီးသူ့မျက်နှာရှိမှဓာတ်ရိုက်ကင်ထားလိုက်ပါတယ်ကက်သလစ်အသင်းတော်မှာတော့ဒီတစိပ်ပြားဟာမကောင်းဆိုးဝါးတွေရန်ကနေကာကွယ်ပေးတဲ့တင်ကေတအဖြစ်ယူဆကြပြီးဒါဟာသူ့ကိုပူးကတ်နေတဲ့မကောင်းဆိုးဝါးစီကနေချက်ချင်းတုံ့ပြန်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဂါဘရီယယ်ဟာစာတန်နှင်းထုတ်ခြင်းကိုချက်ချင်းမစတင်ပဲမကောင်းဆိုးဝါးနဲ့စတင်စကားပြောခဲ့ပါတယ်။သူဟာမကောင်းဆိုးဝါးရဲ့မာနကိုတမင်အသုံးချပြီးအဲ့ဒီမကောင်းဆိုးဝါးယုံကြည်ချက်ရှိကြွားဝါနေတဲ့တန်ခိုးတွေကိုထုတ်ပြလာဖို့မျှော်လင့်ခဲ့ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပါပဲမကောင်းဆိုးဝါးဟာဂါဘရီယယ်ကိုယ်တိုင်ပါဝင်မိသူကိုမဆိုပူးကတ်နိုင်တယ်လို့မာနထောင်လွှားစွာကြွေးကြော်ခဲ့ပါတယ်။ဒါကိုကြားတော့ဂါဘရီယယ်ဟာမကောင်းဆိုးဝါးကိုသူ့ခန္ဓာကိုယ်ကနေထွက်သွားပြီးဝက်ကိုပဲအစားပူကပ်ပြဖို့စိန်ခေါ်လိုက်ကသူ့ပြောစကားမှန်ကန်ကြောင်းတက်တည်ပြခိုင်းလိုက်ပါတယ်။လူလိမ်လို့အဖော်ထုတ်မခံချင်တာကြောင့်မကောင်းဆိုးဝါးဟာစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ခဏအကြာမှာပဲဒါဟာသူ့စီကနေထွက်ခွာသွားပြီးဝက်ထဲကိုဝင်ရောက်သွားခဲ့ပါတယ်။ပူကပ်မှုပြီးစီးသွားတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဝက်ဟာပြစ်တက်ခြင်းခံလိုက်ရပါတယ်။ဂါဘရီယယ်ရဲ့လိမ်မာပါနဲ့တဲ့အစီအစဉ်ကြောင့်ပူကပ်ခံထားရသူဟာနောက်ဆုံးမှလွတ်မြောက်သွားခဲ့ပြီးဘာမှမဖြစ်ခဲ့တယ်လို့ပဲသတိပြန်လည်ရရှိလာခဲ့ပါတယ်တလအကြာမှာတော့ဇလန်းဟာစပိန်နိုင်ငံကက်စတိုင်းဒေသကဝေးလံခေါင်တီးတဲ့နေရာတစ်ခုစီပြောင်းလဲသွားပါတယ်။စကားမပြောနိုင်တော့တဲ့သားလေးဟင်နရီနဲ့သမီးဖြစ်သူအေမီတို့နဲ့အတူဂျူလီယာဟာစွန့်ပစ်ထားတဲ့ဘုံကြီးကျောင်းတစ်ခုစီရောက်ရှိလာခဲ့ပါတယ်။အေမီငါတို့အမေရိကမှာမဟုတ်တော့ဘူး။နင်အဲ့ဒီလိုဝတ်လို့မရဘူး။ငါတို့ဒီအတွက်ကြောင့်အရာရာကိုစွန့်လွတ်ခဲ့ရတာ။အေမီကျေးဇူးပြုပြီးဒီအဆောက်အုံဟောင်းဟာလွန်ခဲ့တဲ့တစ်နှစ်ကကွယ်လွန်သွားခဲ့တဲ့သူမရဲ့ခင်မွန်းစီကရရှိခဲ့တဲ့မိသားစုအမွေအနှစ်ဖြစ်ပါတယ်။တည်ဆုံးသွားခဲ့ပြီးကတည်းကမိသားစုရဲ့ဗန္ဒာရေးအခြေအနေဟာပိုမိုခက်ခဲလာခဲ့ပါတယ်မိသားစုကိုထောက်ပံ့ဖို့လုံလောက်တဲ့ငွေကြေးရရှိဖို့မျှော်လင့်ချက်နဲ့ဂျူလီယာဟာဘုန်းကြီးကျောင်းကိုရောင်းချခြင်းမပြုမီပြန်လည်ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြန်လည်ရောက်ရှိချိန်မှာတော့သူတို့ကိုအဲ့ဒီဒေသမှာတာဝန်ကျတဲ့ဒေသခံဘုန်းတော်ကြီးဖာသာသောမတ်အက်စကွိုင်မဲကကြိုဆိုခဲ့ပါတယ်။သောမတ်ဟာရှေးဟောင်းအဆောက်အအုံကိုပြန်လည်ပြုပြင်ဖို့ရွေးချယ်ခဲ့တဲ့အတွက်ဂျူလီယာကိုချီးကျူးခဲ့ပြီးဒါဟာတစ်ချိန်ကဆက်ရှင်ကျတဲ့ဘုန်းကြီးကျောင်းဖြစ်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။သူဟာသူမရဲ့ခင်မွန်းဆုံးရှုံးခဲ့ရမှုအတွက်လည်းဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။သူတို့စကားပြောနေစဉ်အတွင်းမှာပဲဟင်နရီဟာလွန်ခဲ့တဲ့တစ်နှစ်ကဝမ်းနည်းဖွယ်အကုသိုလ်ဖြစ်ရတဲ့တစ်ခုမှာသူ့အဖေတည်ဆုံးတာကိုမျက်မြင်တွေ့ရှိခဲ့ရတာကြောင့်စိတ်တန်ရာပြင်းထန်စွာရရှိထားကြောင်းပေါ်လာပေါက်လာခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့သူဟာစကားတစ်ခုမှမပြောတော့ဘဲညှင်းဆန်နေခဲ့တာပါ။ဂျူလီယာဟာသောမတ်နဲ့စကားပြောနေစဉ်အေမီနဲ့ဟင်နရီတို့ဟာဘုန်းကြီးကျောင်းဝင်းအတွင်းလှည့်ပတ်စူးစမ်းနေခဲ့ကြပါတယ်။ဒီနေရာကိုသဘောကျနေပုံရတဲ့ဟင်နရီနဲ့မတူပဲအေမီကတော့ဒီလိုတီတိုးစိတ်ငြိမ်တဲ့နေရာမှာလာရောက်နေထိုင်ဖို့အတွက်အမေရိကဘဝကိုဆွန့်လွတ်ခဲ့ရတာကိုမကြေမနက်ညှိတွားနေခဲ့ပါတယ်။သူ့ဘာသာသူလှည့်ပတ်ကြည့်ရှုနေစဉ်ဟင်နရီဟာနိုင်ရန်ဟောင်းတစ်ခုရဲ့အနောက်ဘက်ကနေကျဲလောင်တဲ့ပုတ်ခတ်တံတစ်ခုကိုကြားလိုက်ရပါတယ်။စူးစမ်းကျင်စိမ့်နဲ့သူဟာကြောက်တုံးအကြောင်းကြားကနေချောင်းကြည့်လိုက်ရမှာအလိုလျောက်စတင်အကွဲနေတဲ့ကြောက်တုံးတစ်စိတ်ခက်ကြီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။မကြာမီမှာပဲဂျူလီယာဟာဟင်နရီပျောက်ဆုံးနေတာကိုသိရှိသွားပြီးအေမီကိုသူ့ကိုကူညီရှာဖွေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂျူလီယာဟာသူတို့ဒီမှာခေတ္တမြတာနေထိုင်မိဖြစ်ကြောင်းရှင်းပြပြီးတမိဖြစ်သူကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်။ပြုပြင်ဖန်တီးမှုပြီးစီးလို့ဘုန်းကြီးကျောင်းကိုရောင်းချပြီးတာနဲ့အမေရိကကိုပြန်ကြမှာပါ။ဟေးနင့်မောင်ကိုတွေ့မိလားကျေးဇူးပြုပြီးနင့်အကူညီလိုတယ်နင်ဒီမှာမနေချင်ဘူးဆိုတာငါသိပါတယ်အေးပါအဆင်ပြေပါတယ်ကျေးဇူးပြုပြီးနင့်မောင်ကိုပဲစောင့်ကြည့်ပေးပါငါတို့ပြန်ပြင်ပြီးရောင်းလိုက်တာနဲ့အိမ်ပြန်ကြမယ်ဟုတ်ပြီလားသူမဟာဒီဖုန်းကြီးเจ้าဟာသူမရဲ့ကွယ်လွန်သူခင်မွန်းချန်ထားခဲ့တဲ့တခုတည်းသောအရာဖြစ်ပြီးပုံမကောင်းမွန်တဲ့အနာဂတ်အတွက်သူတို့မိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ကြောင်းအေမီကိုတတိပေးခဲ့ပါတယ်အဲ့ဒါကြောင့်ပဲသူမဟာအေမီအနေနဲ့ပုံမနားလည်ပေးပြီးမောင်လေးဖြစ်သူကိုဆက်လက်ကြည့်ရှုပေးလိမ့်မယ်လို့မျှော်လင့်နေတာပါနောက်တစ်နေ့မှာတော့ဇလန်းဟာဗာတီကန်စီပြောင်းလဲသွားပါတယ်ဂါဘရီယယ်ဟာလွန်ခဲ့တဲ့တလကတိုရိုပီယာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွင်းသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုရှင်းပြဖို့အသင်းတော်ကောင်စီရှေ့ရောက်ရှိလာခဲ့ပါတယ်။ကောင်စီအဖွဲ့ဝင်အချို့ကဝက်တကောင်ကိုအသုံးပြုခဲ့တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ခဲ့ကြပြီးဒေတာခံဘုန်းတော်ကြီးရဲ့အတည်ပြုချက်မပါဘဲစာတန်နှင်းထုတ်ခြင်းကိုပြုလုပ်ခဲ့တယ်လို့ဆွဆွဲခဲ့ကြပါတယ်။ဂါဘရီယယ်ကတော့သူလုပ်ခဲ့တာဟာစာတန်နှင်းထုတ်ခြင်းလုံးဝမဟုတ်ကြောင်းအေးဆေးစွာရှင်းပြခဲ့ပါတယ်။သူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံအရတော့သူ့ထံယူဆောင်လာတဲ့အမှုများစုဟာဆက်ဆုပ်ဖွယ်မကောင်းဆိုးဝါးပူးကတ်တာထက်စာရင်စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်မှုတွေသာဖြစ်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒီလိုလူမျိုးတွေဟာနားလည်ပေးမှုရိုးသားစွာစကားပြောဆိုမှုနဲ့တခါတရံမှာသူတို့ပြန်လည်ကောင်းမွန်လာဖို့အနေအမရှိတဲ့ဟန်ဆောင်တရုပ်ဆောင်မှုအနှဲငယ်တောင်လိုအပ်ပါတယ်
သူစုံစမ်းစစ်ဆေးခဲ့တဲ့အမှုတိုင်းနီးပါးဟာလူတစ်ယောက်ကိုဆရာဝန်ဒါမှမဟုတ်စိတ်ကျန်းမာရေးဆရာဝန်စီလွှဲပြောင်းပေးခြင်းနဲ့ပဲပြီးဆုံးခဲ့ပြီးအနည်းငယ်များသာမကောင်းဆိုးဝါးတန်းခိုးတွေပါဝင်နေတာဖြစ်ကြောင်းလည်းသူကထောက်ပြခဲ့ပါတယ်။သူ့ရဲ့ရှင်းပြချက်ကိုကြားသိရပြီးနောက်ကောင်စီကဂါဘရီယယ်ကိုယုံကြည်ခြင်းတရားဆိုင်ရာအသင်းတော်ကဗာတီကန်ရဲ့ထိပ်တန်းစာတန်းနှင့်ထုတ်သူယာတုကိုဖျက်သိမ်းဖို့အဆိုပြုထားကြောင်းအကြောင်းကြားခဲ့ပါတယ်။ American ကာဒီနယ်ငယ်တဦးဖြစ်တဲ့ကာဒီနယ်ဆူလီဗန်ကအဲ့ဒီအဆိုပြုချက်ကိုပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပါတယ်။သူ့ရဲ့အမြင်အရတော့အသင်းတော်ဟာခေတ်နဲ့အညီတိုးတက်တင်ပြီးမကောင်းဆိုးဝါးပူကတ်မှုနဲ့စာတန်းနှင့်ထုတ်ခြင်းဆိုင်ရာယုံကြည်ချက်တွေကိုစွန့်လွတ်တင်ပါတယ်။သူ့အတွက်တော့မကောင်းဆိုးဝါးဆိုတာတက်ရှိတတဝါမဟုတ်ပဲလူသားတွေရဲ့မကောင်းတဲ့တဘာဝကိုဖော်ပြတဲ့သင်္ကေတတစ်ခုမျှသာဖြစ်ပါတယ်။ဂါဘရီယယ်ကမကောင်းမှုဆိုတာတကယ်မရှိဘူးဆိုရင်အသင်းတော်ဟာဒီအချိန်တွေအကြာကြီးဘာရည်ရွယ်ချက်ဆောင်ရွက်ခဲ့တာလဲလို့မေးမြန်းရင်းအေးဆေးစွာတုံ့ပြန်ခဲ့ပါတယ်။ဒီညှင်းခုန်မှုဟာသဘောတူညီချက်စီဘယ်တော့မှရောက်ရှိမှာမဟုတ်မှန်းသိလိုက်ရတဲ့အတွက်ဂါဘရီယယ်ဟာအစည်းအဝေးကနေထွက်ခွာဖို့ရွေးချယ်ခဲ့ပါတယ်။မထွက်သွားခင်မှာပဲသူဟာဗာတီကန်ရဲ့ထိပ်တန်းစာတန်းနှင့်ထုတ်သူအဖြစ်ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်ခန့်အပ်ခဲ့တာဖြစ်ကြောင်းအားလုံးကိုသတိပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့ဘာမဆိုသူ့ရဲ့ယာတုကိုဖျက်သိမ်းခြင်းနဲ့ဆိုရင်သူတို့ရဲ့ကန့်ကွက်ချက်တွေကိုပုပ်ရဟန်းမင်းကြီးစီတိုက်ရိုက်ယူဆောင်သွားနိုင်ပါတယ်။မင်းတို့အနေနဲ့ဒီခေတ်ဟောင်းယုံကြည်ချက်တွေကိုကျော်လွန်ရမယ့်အချိန်ရောက်ပါပြီ။ဒါဆိုမင်းပြောချင်တာကမကောင်းမှုဆိုတာမရှိဘူးပေါ့။ထိပ်တန်းစာတန်းနှင့်ထုတ်သူယာတုကိုတရားဝင်လက်လက်ပေးရပါမယ်။ငါကဗာတီကန်ရဲ့ထိပ်တန်းစာတန်းနှင့်ထုတ်သူပဲ။မင်းရဲ့အထက်လူကြီးကိုလေးစားမှုပြပါ။ပြပါတယ်ငါနဲ့ပတ်သက်လို့ပြဿနာရှိရင်မင်းငါဌာနချုပ်ကိုတွားပြောပါအဲ့ဒီညမှာပဲဂျူလီယာဟာဖုန်းကြီးကျောင်းအတွင်းပဲ့တင်ထက်နေတဲ့စမ်းကြဲတဲ့ပုတ်ခတ်တန်ဆင်လိုက်ကြောင်းနိုးလာခဲ့ပါတယ်သူမဟာအတန်လာယာကိုဟင်နရီရဲ့အခန်းထိလိုက်သွားခဲ့ရမှာသူ့သားလေးဟာနှက်ချက်တလျက်နဲ့နှစ်ချိုက်ချိုက်အိပ်ပျော်နေတာကိုအံ့အားသင့်စွာတွေ့ရှိခဲ့ပါတယ်တချင်းကိုပိတ်ပြီးနောက်သူမဟာသူမရဲ့အခန်းစီတိတ်တဆိတ်ပြန်လာခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေပြန်လည်စတင်ခဲ့ပါတယ်ဟင်နရီအရင်ကတွေ့ရှိခဲ့တဲ့နေရန်အနောက်ကအပေါက်ကိုစစ်ဆေးနေစဉ်လုံသားတအူးဟာအလင်းရောင်ရရှိဖို့မီးရှူးတစ်ခုကိုထုံးညှိလိုက်ပါတယ်ကန်ဆိုးစွာနဲ့ပဲမိဘတွေဟာအခန်းတွင်းတောင်တင်နေတဲ့ဓာတ်ငွေအိတ်ကိုမတော်တဆမီးဆွဲလောင်စေခဲ့ပြီးတင်းငယ်တဲ့ပောက်ကွဲမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။မီးတောက်တွေဟာလုံသားတွေကိုချက်ချင်းဝါမျိုးသွားခဲ့ပြီးသူတို့တဲကအတော်များများကိုပြင်းထန်တဲ့မီးလောင်ဒဏ်ရာတွေရရှိစေခဲ့ပါတယ်။ဒီနေရာဟာတွားရောက်ဖို့အလွန်အန္တရာယ်များလာပြီလို့ယုံကြည်ရတာကြောင့်စောက်လုပ်ရေးကြီးကြပ်သူဟာပြန်လည်ပြင်ဆင်မှုကိုချက်ချင်းရပ်တန့်လိုက်ပြီးအားလုံးကိုဘုံကြီးကျောင်းကနေထွက်ခွာဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟင်နရီရဲ့အခြေအနေဟာရုတ်တရက်ထိတ်လန့်ပွဲကောင်းအောင်ပြောင်းလဲသွားခဲ့ပါတယ်။အေမီသူ့အခန်းထဲဝင်လာတဲ့အခါမှာတော့သူ့မောင်လေးဟာကတင်ပေါ်မှာပြင်းထန်စွာတက်နေတာကိုတွေ့လိုက်ရပါတယ်။တစ်နှစ်မိဘများရာဇဝင်တလျှောက်တိတ်ဆိတ်နေခဲ့ပြီးနောက်ဟင်နရီဟာရုတ်တရက်ပြန်လဲစကားပြောဆိုလာခဲ့ပြီးအိမ်ထဲကလူတိုင်းတိတ်ဆုံးကြတော့မယ်လို့သတိပေးခဲ့ပါတယ်။စက္ကန့်ပိုင်းကြာမှာတော့သူဟာတွေးထွက်သည့်အထိသူ့မျက်နှာကိုစတင်ကုပ်ခဲ့ပါတော့တယ်။ထိတ်လန့်သွားတဲ့ဂျူလီယာဟာဟင်နရီကိုဆေးရုံစီအလင်းအမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့တေချာစစ်ဆေးပြီးနောက်မှာတော့ဆရာဝန်တွေဟာသူ့မှာရုပ်ပိုင်းဆိုင်ရာပြဿနာဘာမှမရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။သူတို့ကအမှုအကျင့်ဟာလွန်ခဲ့တဲ့တစ်နှစ်ကအဖေဖြစ်သူဆုံးရှုံးခဲ့ရတဲ့ပြင်းထန်တဲ့စိတ်ဒဏ်ရာကြောင့်လို့ပဲယုံကြည်ကြပါတယ်။ပြင်းထန်တဲ့ဆေးဝါးဆိုင်ရာအခြေအနေကိုမဖော်ထုတ်နိုင်တာကြောင့်ဟင်နရီဟာမိမိကိုယ်ကိုထပ်မံနာကျင်အောင်လှုံ့ဆော်ပါကအသုံးပြုဖို့ငြိမ်းစေးတစ်ခုကိုသာညှို့ဆိုပေးခဲ့ပါတယ်။ဇီဝကမ္မဖြစ်စဉ်နဲ့အုံနောက်လှုံ့ဆော်ချက်တွေပုံမှန်တိုင်းပါပဲမိမိကိုယ်ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားနေတာပါ။ငြိမ်းစေးပေးလို့ရပါတယ်။ကောင်းမွန်တဲ့စိတ်ကျန်းမာရေးဆရာဝန်တယောက်ကိုညွှန်ပေးနိုင်ပါတယ်။ဆက်ကြောင်းတွေရှုပ်ထွေးနေစေဖြစ်တော့လဲဂျူလီယာဟာနောက်ဆုံးမှာဟင်နရီကိုဖုန်းကြီးကျောင်းစီပြန်လဲခေါ်ဆောင်လာခဲ့ပါတယ်။ရောက်ချင်းမှာပဲသူမဟာသူမရဲ့သားလေးမှာတကယ်ဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုရှင်းပြနိုင်မဲ့သူကိုအသေးအတန်ရှာဖွေခဲ့ပါတယ်။မကြာမီမှာပဲအဆောက်အုံတစ်ခုလုံးမှာရှိတဲ့လျှက်စစ်မီးတွေရုတ်တရက်ငြိမ်းသွားခဲ့ပါတယ်။အေမီကမီးချေနေကိုစစ်ဆေးဖို့အပြင်ထွက်သွားချိန်မှာဂျူလီယာကတော့ဟင်နရီနဲ့အတူသူ့အခန်းထဲမှာကြံရစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဟင်နရီဟာသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးသူ့အတန်နဲ့လုံးဝမတူတဲ့အတန်နဲ့ပြောဆိုလာခဲ့ပါတယ်။ကလေးတယောက်မသိနိုင်တဲ့အရာတွေကိုသူစတင်ပြောဆိုလာခဲ့ပါတယ်။သူဟာကလေးဘဝတုန်းကမိခင်ဖြစ်သူကနိုးမတိုက်ခဲ့ဘူးလို့ဆွဆွဲရင်းနိုးတိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စက္ကန့်အနည်းငယ်ကြာမှာတော့မမြင်နိုင်တဲ့တကူတစ်ခုကသူ့အသားကိုလှိဖြတ်နေတယ်လို့မျိုးမုန်းတီးမှုဆိုတဲ့စာလုံးဟာသူ့ဝမ်းပိုက်ပေါ်မှာပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်ကျေလောင်တဲ့အတန်ကြီးနဲ့ဟင်နရီကိုထိန်းချုပ်ထားတဲ့တတဝါဟာဘုန်းတော်ကြီးတစ်ပါးကိုသူ့ထံခေါ်ဆောင်လာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကိုကြားတော့ဂျူလီယာဟာဖာသာသောမတ်အက်စကွိုင်ဘဲကိုချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်။သောမတ်ဟာဟင်နရီရဲ့အခန်းထဲကိုဝင်ရောက်စဉ်မှာတည်ငြိမ်အောင်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူဘာမှမလုပ်နိုင်သေးမီမှာပဲမမြင်နိုင်တဲ့အားတစ်ခုကသူ့ကိုအခန်းတွင်ပြင်းထန်စွာရိုက်ပုတ်လိုက်ပြီးတကားဝါကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်။လောင်ပြုံးပြုံးရင်းဟင်နရီကိုပူးကတ်နေတဲ့မကောင်းဆိုးဝါးကသောမတ်ဟာသူ့လိုချင်တဲ့ဖုန်းတော်ကြီးမဟုတ်ကြောင်းကြွေးကြော်ခဲ့ပါတယ်။ဗာတီကန်မှာတော့ဂါဘရီယယ်ဟာပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီးရဲ့မျက်နှာအမူအရာအရအရေးကြီးတဲ့ကိစ္စတစ်ခုရှိနေမှန်းသိတာလာပါတယ်။စပိန်နိုင်ငံကက်စတိုင်းရှိဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းမှာကလေးငယ်တဦးမကောင်းဆိုးဝါးပူးကတ်ခံနေရကြောင်းအစီရင်ခံစာကိုသူရရှိထားပါတယ်။သူ့အဆိုအရတော့အဲ့ဒီဘုန်းကြီးကျောင်းဟာတစ်ချိန်ကအသင်းတော်အပေါ်ကြီးမားတဲ့ဒုက္ခတွေဆောင်ကျဉ်ပေးခဲ့တဲ့မှောက်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုကိုဝတ်ထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲသူဟာဒီအမှုဟာဂါဘရီယယ်ပုံမှန်ကင်တွယ်လေးရှိတဲ့ရိုးရိုးမကောင်းဆိုးဝါးပူးကတ်မှုတွေထက်အများကြီးပိုမိုအန္တရာယ်များတယ်လို့ယုံကြည်နေတာပါ။
ပုပ်ယဟန်မင်းကြီးဟာဂါဘရီယယ်ကိုစပိန်သို့တွားရောက်ရန်အမှုကိုစုံစမ်းစစ်ဆေးရန်နှင့်ဟင်နရီကိုကယ်တင်ရန်တာဝန်ပေးအပ်ခဲ့ပါတယ်။မင်းရဲ့အာရုံစိုက်မှုလိုအပ်နေတဲ့အမှုတစ်ခုရှိတယ်။စပိန်နိုင်ငံကကလေးတစ်ယောက်ရဲ့နေရာဟာအသင်းတော်ကိုပြဿနာပေးနေတာပါ။ဒီကလေးရဲ့ပူးကတ်ခံရမှုဟာအလွန်မြန်ဆန်စွာတိုးတက်နေတယ်။အဲ့ဒီအတော်တွင်းမှာပဲသူဟာဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းရဲ့တမိုင်းကျောင်းနဲ့ပတ်သက်တဲ့ရှေးဟောင်းမော်ကွန်းတိုက်တွေကိုရှာဖွေဖို့ဗာတီကန်မှာကြံရစ်ခဲ့ပြီးအဲ့ဒီမှာပြန်ရောက်လာတဲ့မကောင်းဆိုးဝါးတစ်ခုနဲ့ပတ်သက်တဲ့တဲလွန်စတွေကိုဖော်ထုတ်ဖို့မျှော်လင့်ခဲ့ပါတယ်။အမှုနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုလက်ခံရရှိပြီးနောက်ဂါဘရီယယ်ဟာစပိန်သို့သူ့ရဲ့ချစ်လှစွာသောဘတ်စပါစကူတာဖြင့်ချက်ချင်းထွက်ခွာခဲ့ပါတယ်။ဘုန်းကြီးကျောင်းရဲ့မှတ်တမ်းတွေကိုစာကြည့်တိုက်မှာမင်းစီယူဆောင်လာပေးဖို့တောင်းဆိုထားပါတယ်။အဲ့ဒီကနေကြီးမားတဲ့မကောင်းမှုကိုငါခံစားနေရတယ်။ဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းသို့ရောက်ရှိလာတော့အခါသူ့အားဖာသာသောမတ်ကကြိုးဆိုခဲ့ပြီးစာအုပ်များထဲတွင်သာဖတ်ဖူးခဲ့သောဝိညာဉ်နှင့်ထုတ်သူထံတွေ့ဆုံရသည့်အတွက်ဝမ်းမြောက်နေခဲ့သည်။သောမတ်ကဂါဘရီယယ်အားဂျူလီယာနှင့်မိတ်ဆက်ပေးခဲ့ပြီးဟင်နရီအားထိမ့်သိမ်းထားသည့်အခန်းသို့ဦးဆောင်ခေါ်ဆောင်သွားခဲ့သည်။ဂါဘရီယယ်ခမရဲ့သားကိုတွေ့ပြရစေဘာလို့အသင်းတော်ကဒီကိစ္စကိုစိတ်ဝင်စားနေတာလဲ။ကျမသားလေးကျမလာဖို့ပဲစူးစမ်းချင်တာပါစူးစမ်းကြည့်တာနဲ့တတ်ပါတယ်။ကောင်းပါပြီသူအထက်ထပ်မှာရှိပါတယ်။ဂါဘရီယယ်အခန်းထဲဝင်လိုက်တာနဲ့တပြိုင်နက်အခန်းထဲကလေထုဟာသူအရင်ကကြုံတွေ့မှုသမျှနဲ့မတူဘူးဆိုတာချက်ချင်းခံစားလိုက်ရပါတယ်။သူဟာဟင်နရီစီဖြည်းဖြည်းချင်းချင်းကပ်ရင်းလာတင်ဘာသာနဲ့ဆူတောင်းစာတွေကိုစတင်ရွတ်ဆိုခဲ့ပါတယ်။စက္ကန့်ပိုင်းကြာမှာတော့ကလေးမလေးဟာမျက်လုံးတွေကိုဖွင့်လိုက်ပြီးကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့စကားပြောလာခဲ့ပါတယ်။သူ့ကိုပူးကတ်ထားတဲ့တရဝါကဂါဘရီယယ်ကိုလှောင်ပြောင်ပြီးဘာမှပြီးမြောက်မှာမဟုတ်တာကြောင့်ဆူတောင်းနေတာကိုရက်လိုက်ဖို့ပြောခဲ့ပါတယ်။အမြဲတမ်းလိုပဲဂါဘရီယယ်ဟာစာတန်နဲ့ထုတ်ခြင်းကိုအလင်းအမြန်မလုပ်ဆောင်ခဲ့ပါဘူး။အဲ့ဒီအစားမကောင်းဆိုးဝါးရဲ့တုတ်ပြန်မှုကိုလေးလာဖို့စိတ်ပေနဲ့တစ်စိတ်ပြားကိုဟင်နရီရဲ့မျက်ရှိမှာမြောက်ပြခဲ့ပါတယ်။သူ့ရဲ့အံ့အားသင့်ဖွယ်ရာပဲတတဝါဟာဒါကိုလုံးဝမကြောက်ရွံ့ခဲ့ပါဘူး။ယုံကြည်မှုအပြည့်နဲ့ပဲအဲ့ဒါကဒီကဘာပေါ်ကိုရောက်လာရတဲ့အမှန်တကယ်အကြောင်းရင်းဟာဂါဘရီယယ်နဲ့တွေ့ဆုံမှုဖြစ်တယ်လို့ကြွေးကြော်ခဲ့ပါတယ်။သူဟာရိုးရိုးမကောင်းဆိုးဝါးမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားတဲ့ဂါဘရီယယ်ဟာအဲ့ဒီတတဝါရဲ့နာမည်မှန်ကိုထုတ်ဖော်ပြောဆိုလာအောင်စွန့်ပေးဖို့ကြိုးစားခဲ့ပါတယ်။စာတန်နဲ့ထုတ်ခြင်းအတွင်းမှာမကောင်းဆိုးဝါးရဲ့နာမည်မှန်ကိုသိရှိခြင်းဟာသူ့ရဲ့တန်ခိုးကိုအားနည်းစေမဲ့အထီးရောက်ဆုံးနည်းလမ်းတွေကတစ်ခုဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့အခြေအနေဟာမျှော်လင့်မထားတဲ့ဘက်သို့ကွေ့ဝိုင်းသွားခဲ့ပါတယ်။မကောင်းဆိုးဝါးဟာသူ့ရဲ့ကိုယ်ပိုင်အမှတ်သားကိုထုတ်ဖော်မပြဘဲဂါဘရီယယ်ရဲ့အတိတ်ကြောင့်နှစ်ပေါင်းများစွာမြုပ်နှံထားဖို့ကြိုးစားခဲ့ရတဲ့အဖြစ်တွေနဲ့နာကျင်စရာအမှတ်တရတွေထိအရာအလုံးကိုသိထားတယ်လို့ကြွေးကြော်ခဲ့ပါတယ်။ခဏလေးအတွင်းမှာပဲဂါဘရီယယ်ဟာသူ့အတိတ်ရဲ့အိမ်မက်ဆိုးတစ်ခုတည်းသို့ဆွဲသွင်းခြင်းခံလိုက်ရပါတယ်။သူဟာဒုတိယကမ္ဘာစစ်အတွင်းကစစ်သားငယ်တဦးဖြစ်သူ့ကိုယ်သူမြင်တွေ့ခဲ့ရပါတယ်။နာဇီတပ်ဖွဲ့တွေကသူ့ရဲ့ရဲဘော်စစ်သည်တွေကိုတယောက်ပြီးတယောက်ရဲရဲဆက်ဆက်တပ်ဖြတ်နေစဉ်မှာဂါဘရီယယ်ငယ်ဟာရန်သူတွေထွက်သွားသည့်အထိသူတို့ရဲ့အလောင်းတွေကြားမှာမလုံမရှက်လဲလျောင်းပြီးတေးချင်ဆောင်နေခြင်းဖြင့်သာလွတ်မြောက်ခဲ့တာပါသူ့အသက်နဲ့လွတ်မြောက်ခဲ့ရတော့လဲတူးလေးသောလွတ်မြောက်သူဖြစ်ရတဲ့အပြစ်ရှိစိတ်ဟာအဲ့ဒီအချိန်ကလေးကသူ့ကိုခြောက်လန့်နေခဲ့တာပါဂါဘရီယယ်ဟာယူပါယုံကနေနောက်ဆုံးမှာသတိပြန်ဝင်လာခဲ့ပါတယ်သူဟာဟင်နရီကိုပူးကတ်နေတဲ့မကောင်းဆိုးဝါးဟာအရင်ကကြုံမှုသမျှနဲ့မတူဘူးဆိုတာအခုတော့ယုံကြည်သွားပါပြီအဲ့ဒါဟာလူတယောက်ရဲ့စိတ်တွင်းကြဆုံးထောင်းတွေကိုဖတ်ရှုနိုင်ုံတင်မကပဲတခြားသူဘယ်သူမှမသိနိုင်တဲ့လှုပ်ဝက်ချက်တွေကိုပါသိရှိနေတာပါဒီလိုမဖြစ်နိုင်တဲ့မြင်ကွင်းကိုတွေ့မြင်ရပြီးနောက်ဂါဘရီယယ်ဟာလက်ရှိစာတန်နဲ့ထုတ်ခြင်းအခမ်းအနားကိုဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့နောက်ထပ်လှုပ်ရှားမှုကိုပြန်လည်စဉ်းစားဖို့အခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်ငါမင်းရဲ့လမ်းညွှန်မှုကိုစောင့်နေမယ်မကောင်းဆိုးဝါးအဆင့်မြင့်လေးအဆင့်ပိုရလေးပဲဒီမကောင်းဆိုးဝါးက तू မသိနိုင်တဲ့အရာတွေကိုပြောနေတာဘာလို့ तू ကကလေးကိုပူးကတ်နေရတာလဲငါမိခင်နဲ့စကားသွားပြောမယ်အပြင်ဘက်မှာတော့ဂါဘရီယယ်ဟာဟင်နရီဘာကြောင့်မကောင်းဆိုးဝါးရဲ့ပြစ်မှတ်ဖြစ်လာခဲ့ရတာလဲဆိုတာကိုနားလည်ဖို့ဂျူလီယာနဲ့စကားပြောခဲ့ပါတယ်မကောင်းဆိုးဝါးဝိညာဉ်တွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်သူတွေကိုပြစ်မှတ်ထားလိရှိကြောင်းသူရှင်းပြခဲ့ပါတယ်အဲ့ဒါကြောင့်ပဲဒီလိုအလွန်တဘာဝလွန်ဖြစ်ရက်တွေမစတင်မီဟင်နရီမှာအမှန်တကယ်ဘာဖြစ်ခဲ့တယ်လဲဆိုတာကိုသူသိချင်နေတာပါဂျူလီယာကလွန်ခဲ့တဲ့တစ်နှစ်ကဟင်နရီဟာသူ့အဖေရဲ့အသက်ကိုနှုတ်ယူသွားခဲ့တဲ့ဝမ်းနည်းဖွယ်ကားတော်အတွင်းမှာရှိနေခဲ့ကြောင်းပြောပြခဲ့ပါတယ်သူ့မျက်စိရှိမှတင်ဆူရှာတဲ့အရာတစ်ခုကသူ့အဖေရဲ့ခေါင်းကိုထိုးဖောက်သွားခဲ့တာကြောင့်သူ့အဖေဟာရဲရဲဆက်ဆက်တေဆုံးခဲ့ရပါတယ်။အဲ့ဒီထိတ်လန့်ဖွယ်နေ့ရက်ကလေးကဟင်နရီဟာစိတ်ဒဏ်ရာရရှိခဲ့ပြီးအတန်ပြောက်သွားကစကားတခွန်းမှမပြောတော့တာပါ။ဂါဘရီယယ်ဟာအဲ့ဒီစိတ်ပိုင်းဆိုင်ရာဒဏ်ရာကြောင့်ပဲမကောင်းဆိုးဝါးကိုဟင်နရီကိုထိန်းချုပ်ခွင့်ပေးလိုက်ရတာဖြစ်ကြောင်းနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။ဂါဘရီယယ်ဟာဂျူလီယာနဲ့စကားပြောနေစဉ်မှာတဘာဝလွန်နှောက်ယှက်မှုတွေဟာအခန်းထဲမှာတယောက်တည်းရှိနေတဲ့အေမီကိုပြစ်မှတ်ထားလာခဲ့ပါတယ်။သူမဟာနေရန်စီကစမ်းကြဲတဲ့ခောက်တံတွေကိုကြားနေရပြီးအဲ့ဒီအတန်တွေကသူမကိုဟင်နရီရဲ့အခန်းစီဖြည်းဖြည်းချင်းဆွဲဆောင်သွားခဲ့ပါတယ်။တကားကိုဖွင့်လိုက်တဲ့အခါဟင်နရီဟာတိတ်ဆိတ်စွာထိုင်နေပြီးသူမကိုဓာတ်ရိုက်စိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ထိတ်လန့်သွားတဲ့အေမီဟာသူမရဲ့အခန်းစီအမြန်ပြန်ပြေးသွားခဲ့ပါတယ်။စိတ်ကိုမတည်ငြိမ်နိုင်သေးမီမှာပဲအနီးနားကဖုန်းဟာရုတ်တရက်မြည်လာခဲ့ပါတယ်။ဖုန်းကိုကင်လိုက်တဲ့အခါသူမဟာကွယ်လွန်သွားပြီဖြစ်တဲ့သူမအဖေရဲ့အတန်ကိုကြားလိုက်ရပါတယ်။ထိတ်လန့်သွားတဲ့အေမီဟာဂျူလီယာနဲ့ဂါဘရီယယ်တို့ကိုရှာဖို့ချက်ချင်းပြေးထွက်သွားခဲ့ပြီးသူမကြုံတွေ့ခဲ့ရသမျှအရာအလုံးကိုပြောပြခဲ့ပါတယ်။တဘာဝလွန်နှောက်ယှက်မှုတွေပုံမိုဆိုးရွားလာတာကိုမြင်တွေ့ရတဲ့အတွက်ဂါဘရီယယ်ကမကောင်းဆိုးဝါးကိုအခြေအနေကိုဘာမှထိန်းချုပ်ခွင့်မပေးနိုင်တော့ကြောင်းပြောကြားခဲ့ပါတယ်
သူတို့မြင်တွေ့ရတာဒါမှမဟုတ်ကြားရတာမှန်သမျှဟာမကောင်းဆိုးဝါးရဲ့လှည့်စားမှုတစ်ခုမဟုတ်ဘူးလို့ပြောလို့မရတာကြောင့်ဂျူလီယာနဲ့အေမီတို့ကိုလစ်လျူရှုထားဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ဂါဘရီယယ်ဟာသောမတ်ကိုနောက်ထပ်အခမ်းအနားအတွက်ပြင်ဆင်ရမှာကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ဟာမကောင်းဆိုးဝါးကိုမောင်းထုတ်ဖို့တင်မဟုတ်ပဲသူ့ရဲ့နာမည်အမှန်ကိုထုတ်ဖော်ပြောဆိုလာအောင်အတင်းအကျပ်ပြုလုပ်ဖို့ဖြစ်ကြောင်းသူရှင်းပြခဲ့ပါတယ်။စာတန်နှင့်ထုတ်ခြင်းအတွင်းမှာမကောင်းဆိုးဝါးရဲ့နာမည်အမှန်ကိုသိရှိခြင်းဟာသူ့ရဲ့တန်ခိုးကိုအားနည်းစေမယ့်တော့ချက်ဖြစ်ပါတယ်။ဂါဘရီယယ်ကသောမတ်ကိုဘာပဲဖြစ်ဖြစ်ဆက်လက်ဆူတောင်းနေဖို့နဲ့မကောင်းဆိုးဝါးရဲ့ဆွပေးမှုကိုဘယ်တော့မှအလိုမတူဖို့လည်းညွှန်ကြားခဲ့ပါတယ်။ဟင်နရီရဲ့အခန်းထဲမဝင်မီဂါဘရီယယ်ဟာသောမတ်ကိုအရင်ဆုံးဝန်ခံခိုင်းခဲ့ပါတယ်။သူ့အဆိုအရမကောင်းဆိုးဝါးတွေဟာလူတစ်ယောက်ဆက်လက်ဝတ်ထားတဲ့အပြစ်တွေနဲ့စိတ်တန်ရာတွေကိုမြင်တွေ့နိုင်ပြီးအဲ့ဓာတွေကိုအသုံးပြုပြီးသူတို့ရဲ့ယုံကြည်ခြင်းကိုအားနည်းအောင်ပြုလုပ်နိုင်ပါတယ်။အဲ့ဒါကြောင့်ဘုန်းတော်ကြီးတစ်ပါးဟာစာတန်နဲ့ထုတ်ခြင်းကိုတန်ရှင်းတဲ့နှလုံးသားနဲ့ဝင်ရောက်ရမှာဖြစ်ပြီးမကောင်းဆိုးဝါးအသုံးချနိုင်မဲ့အပေါက်လုံးဝမကြံခဲ့စေရပါဘူး။ငါတို့လုပ်ရမှာကသူ့နာမည်ကိုဖော်ထုတ်ဖို့ပဲ။ဒီမကောင်းဆိုးဝါးကတိတ်တန်ပါတယ်။အခုမင်းရဲ့အဖြစ်တွေကိုဝန်ခံရမယ်ကျွန်တော်နောက်ဆုံးဝန်ခံခဲ့တာ၈လရှိပါပြီ။အနန္တန်ခိုးရှင်ဖျားသခင်ကမင်းပေါ်ဂယုဏတက်ရောက်ပါစေခဏအကြာမှာတော့ဘုန်းတော်ကြီးနှစ်ပါးဟာဟင်နရီရဲ့အခန်းစီပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အခမ်းအနားစတင်ချိန်ကလေးကမကောင်းဆိုးဝါးဟာသောမတ်ကိုချက်ချင်းပြစ်မှတ်ထားခဲ့ပါတယ်။ဟင်နရီမှတဆင့်ပြောဆိုရင်းအဲ့ဒါကသူ့ကိုအမြဲတမ်းလောင်ပြောင်ခဲ့ပြီးသူ့စိတ်ခံစားချက်တွေကိုစွပေးဖို့ကြိုးစားခဲ့ပါတယ်။ဟင်နရီနာကျင်စွာရုန်းကန်နေစဉ်မှာသောမတ်ဟာသူ့ရဲ့အာယုံဆိုင်မှုကိုစတင်ဆုံးရှုံးလာခဲ့ပါတယ်။ကလေးလေးကိုတနာသွားတဲ့အတွက်သူဟာမတိလိုက်ပဲဆူတောင်းတာကိုရပ်လိုက်မိပါတယ်။မတန့်ရှင်းတဲ့ဝိညာဉ်မင်းဘယ်သူပဲဖြစ်ဖြစ်ဖျားသခင်ရဲ့အစီကံဖြစ်မထိုက်တန်ပေမဲ့မင်းကိုမိန့်ပါတယ်သခင်မင်းရဲ့နာမည်ကိုလက္ခဏာအချို့နဲ့ငါ့ကိုပြောပြပါဂါဘရီယယ်ကသောမတ်ရဲ့ဂယုဏဟာမကောင်းဆိုးဝါးကသူတို့ရဲ့အာယုံဆိုင်မှုကိုခွဲထုတ်ဖို့အသုံးချနေတဲ့အရာဖြစ်ကြောင်းချက်ချင်းသတိပေးခဲ့ပါတယ်စက္ကန့်ပိုင်းကြာမှာတော့မီးတွေရုတ်တရက်ပြန်ငိမ့်သွားခဲ့ပြီးမကောင်းဆိုးဝါးဟာဂါဘရီယယ်ရဲ့စိတ်ကိုစတင်တိုက်ခိုက်ပါတော့တယ်ဘာလို့ငါ့ကိုမယုံခဲ့တာလဲမင်းအသေးခံလိုက်တဲ့ကလေးမလေးငါတို့အဖြစ်တွေကမင်းကိုရှာတွေ့လိမ့်မယ်တတိပေးချက်မရှိပဲသူဟာသူ့ကိုသူမရဲ့တည်ဆုံမှုအတွက်အဖြစ်တင်နေတဲ့ရိုဆာရီယာဆိုတဲ့အမျိုးသမီးငယ်တဦးကိုမြင်တွေ့လိုက်ရပါတယ်ဒီရူပါယုံဟာဂါဘရီယယ်ကိုနှစ်ပေါင်းများစွာခြောက်လန့်နေခဲ့တဲ့အပြစ်ရှိစိတ်ကိုနှိုးဆွပေးခဲ့ပြီးသူ့ကိုခဏမျှဆူတောင်းတာရပ်သွားစေခဲ့ပါတယ်မိတွေနောက်ဆုံးပြန်လင်းလာတဲ့အခါမကောင်းဆိုးဝါးဟာသောမတ်စီအာယုံပြောင်းသွားခဲ့ပါတယ်လောင်ပြောင်တဲ့အတန်နဲ့ပဲအဲ့ဒါကသောမတ်ရဲ့အတိတ်ကအမျိုးသမီးတဦးဖြစ်တဲ့အဒယ်လာရဲ့နာမည်ကိုထုတ်ပြောလိုက်ပါတယ်သောမတ်ရဲ့မျက်နှာအမူအရာဟာချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်မကောင်းဆိုးဝါးဟာသောမတ်နောက်ဆုံးထိန်းချုပ်မှုလွတ်သွားသည့်အထိနှစ်ပေါင်းများစွာသူမြုပ်နှံထားခဲ့တဲ့အဖြစ်ကိုမညာမတာထုတ်ဖော်ခဲ့ပါတယ်။ဒေါသတွေလွှမ်းမိုးသွားပြီးသူဟာဟင်နရီစီပြေးဝင်သွားကကလေးငယ်ဟာပူးကတ်ခံထားရသူရှော့တွက်ပြီးသူ့ကိုလဲပင်းညစ်ပါတော့တယ်။အခြေအနေတွေပုံမိုဆိုးရမလာမီဂါဘရီယယ်ဟာသောမတ်ကိုချက်ချင်းဆွဲထုတ်လိုက်ပါတယ်။သူတို့အခန်းထဲကထွက်သွားစဉ်မကောင်းဆိုးဝါးဟာကျေနပ်စွာနဲ့ပဲရေမောနေခဲ့ပါတယ်။လောင်ပြောင်တဲ့အတန်နဲ့ပဲဂါဘရီယယ်ကိုသူ့အစာဟောင်းကိုမျိုးချလိုက်ပြီလို့ပြောခဲ့ပါတယ်။ဒါဟာအခြားလောင်ပြောင်မှုတစ်ခုထက်မပိုဘူးလို့ထင်ရတော့လေဂါဘရီယယ်ကတော့မကောင်းဆိုးဝါးဟာအခြားအရာတစ်ခုကိုအရေးမွေးပြနေတယ်ဆိုတဲ့ခံစားချက်ကိုမဖြောက်ဖျက်နိုင်ခဲ့ပါဘူးအခန်းပြင်ပမှာတော့သောမတ်ဟာနှစ်ပေါင်းများစွာတည်ဆောင်လာခဲ့တဲ့လှုပ်ဝက်ချက်ကိုနောက်ဆုံးမှဝန်ခံခဲ့ပါတယ်ဘုန်းတော်ကြီးဖြစ်လာပြီးမကြာမီမှာပဲအဒဲလာဆိုတဲ့မျိုးသမီးတဦးနဲ့ချစ်ကြိုက်ခဲ့ကြောင်းသူထုတ်ဖော်ခဲ့ပါတယ်သူမကသူတို့ရဲ့ဘဝကိုတိဆောက်နိုင်ဖို့သူ့ရဲ့ခေါ်ယူခြင်းကိုစွန့်လွတ်ဖို့တောင်းပန်ခဲ့ပါတယ်သောမတ်ဟာသဘောတူလူနီးပါးဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့လှည့်ထွက်သွားခဲ့ပြီးသူမကိုစွန့်ပစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကအပြစ်ရှိစိတ်ဟာသူ့ကိုဆက်လက်ခြောက်လန့်နေခဲ့ပြီးမကောင်းဆိုးဝါးဟာအဲ့ဒီအားနည်းချက်ကိုပဲအသုံးပြုပြီးသူ့ကိုတိုက်ခိုက်နေခဲ့တာပါဂါဘရီယယ်ဟာသောမတ်ရဲ့ဝန်ခံချက်ကိုမဝေဖန်ဘဲနားထောင်ခဲ့ပါတယ်မကောင်းဆိုးဝါးတွေဟာဖြေရှင်းမရသေးတဲ့အပြစ်ရှိစိတ်နဲ့စိတ်တန်ရာတွေကိုအမြဲတမ်းအသုံးချလေးရှိကြောင်းသောမတ်ကိုပြန်လည်သတိပေးခဲ့ပါတယ်အဲ့ဒါကြောင့်ပဲအဲ့ဒီခံစားချက်တွေကိုသူတို့ကိုဝါမျိုးခွင့်မပေးနိုင်တာပါဂါဘရီယယ်ကသူတို့အနေနဲ့မကောင်းဆိုးဝါးရဲ့နာမည်မှန်ကိုအမြန်ဆုံးဖော်ထုတ်ရမယ်လို့လည်းအလေးအနက်ပြောကြားခဲ့ပါတယ်သူ့ရဲ့အမှတ်အသားကိုမတိမချင်းသူတို့ဟာအားနည်းချက်နဲ့ဆက်လက်တိုက်ခိုက်နေရမှာပါစကားဆက်ပြောနေစဉ်မှာပဲဂါဘရီယယ်ဟာသူ့အစာဟောင်းကိုမျိုးချလိုက်ပြီဆိုတဲ့မကောင်းဆိုးဝါးရဲ့ပြောကြားချက်အကြောင်းဆက်လက်စဉ်းစားနေခဲ့ပါတယ်မကောင်းဆိုးဝါးဟာသူ့ကိုတစ်ခုခုစီတမင်တကာဥဆောင်ခြင်းနေတာဖြစ်မယ်လို့သူတန်တရားဝင်လာခဲ့ပါတယ်ဒါအမှန်ဆိုရင်အခြားလှုပ်ဝက်ချက်တစ်ခုဟာဘုံကြီးကျောင်းပတ်ဝန်းကျင်ပါမဆိုဝတ်ထားရပါမယ်အဲ့ဒီတန်တရားအတိုင်းပြုလုပ်ရင်ဂါဘရီယယ်ဟာဘုံကြီးကျောင်းဝင်းအတွင်းကိုတယောက်တည်းတွားရောက်စုံစမ်းနေစဉ်မှာဂျူလီယာအေမီနဲ့ဟင်နရီတို့ကိုကာကွယ်ပေးဖို့သောမတ်ကိုနောက်မှကြံရစ်ခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့ရှာဖွေမှုဟာနောက်ဆုံးမှာတော့အင်ရှိဝန်းနဲ့မဝေးလာတဲ့ရေတွင်းဟောင်းတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီရေတွင်းကိုအောက်မှာတစ်ခုခုကိုတမင်တကာဝတ်ထားသလိုမျိုးဗာတီကန်ရဲ့တရားဝင်တစိမ့်ပါတဲ့လေးလံလာတဲ့တန်ဖုံးကြီးနဲ့တင်းကျပ်စွာပိတ်ထားခဲ့ပါတယ်။အဖုံးကိုသူ့ဘာသာမမှတ်နိုင်တာကြောင့်ဂါဘရီယယ်ဟာအဖုံးကိုသူ့ရဲ့ဘတ်စပါစကူတာနဲ့ချီနှောင်းလိုက်ပြီးစကူတာကိုအသုံးပြုပြီးဆွဲဖွင့်လိုက်ပါတယ်။အတွင်းထဲကိုကြည့်လိုက်ရမှာရေတွင်းရဲ့နေရန်တွေမှာစီရီထားတဲ့လူဦးကောင်းခွန်တန်းတွေကိုတွေ့လိုက်ရပါတယ်။ဒီထိတ်လန့်ဖွယ်ရာမြင်ကွင်းကဒီနေရာဟာရာစုနှစ်ပေါင်းများစွာကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုကိုဝတ်ထားတယ်ဆိုတာကိုသူ့ကိုပုံမယုံကြည်သွားစေခဲ့ပါတယ်။ရေတွင်းဘလောက်နဲ့တလဲဆိုတာကိုကြည့်ကျင်တာကြောင့်ဂါဘရီယယ်ဟာမီးလောင်နေတဲ့အဝစ်တစ်ခုကိုအတွင်းထဲပစ်ထည့်လိုက်ပါတယ်။
ဒါပေမဲ့မီးတောက်တွေဟာအောက်ခြေအထိလဲကျမသွားပဲရေတွင်းအတွင်းတောင်တင်နေတဲ့တံငွေကိုမီးဆွဲလောင်စေခဲ့ပြီးအရင်ကပြန်လည်ပြင်ဆင်ရေးလုပ်သားတွေကိုဒဏ်ရာရစေခဲ့တဲ့ပောက်ကွဲမှုလိုပဲကြီးမားတဲ့မီးတောက်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဂါဘရီယယ်အပြင်မှာရှိနေစဉ်မကောင်းဆိုးဝါးဟာဘုံကြီးကျောင်းအတွင်းကြန့်ရှိနေသူတွေကိုနောက်ထပ်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဂျူယာဟာကွယ်လွန်သွားပြီဖြစ်တဲ့ခင်မွန်းရဲ့ထိတွေ့မှုကိုရုတ်တရက်ခံစားလိုက်ရပြီးအဲ့ဒါကသူမရဲ့နာမည်ကိုညင်သာစွာခေါ်ဆိုပြီးပုတ်တက်ပေးနေခဲ့ပါတယ်။အခြားအခန်းတစ်ခုမှာတော့အေမီဟာလည်းတဘာဝလွန်တကိုးကြောင့်ထိတ်လန့်နေခဲ့ပါတယ်။ကြောက်ရွံ့မှုတွေလွှမ်းမိုးသွားပြီးသူမဟာအကူအညီတောင်းရင်းအဝတ်ဗီဒီယိုထဲမှာပုံအောင်နေခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ပဲဂါဘရီယယ်ဟာဖုန်ကြီးကျောင်းစီချိန်ကိုက်ပြန်ရောက်လာခဲ့ပါတယ်။ဂျူလီယာနဲ့အေမီတို့ရဲ့အသေးအတန်အော်ဟစ်တန်တွေကိုကြားလိုက်ရတာကြောင့်သူနဲ့သောမတ်တို့ဟာသူတို့ကိုကယ်တင်ဖို့ချက်ချင်းခွဲထွက်သွားခဲ့ကြပါတယ်။အခြေအနေကိုနောက်ဆုံးမှထိန်းချုပ်နိုင်သွားတဲ့အခါဂါဘရီယယ်ဟာသူအခုလေးတင်တွေ့ရှိခဲ့တာကိုပြသဖို့သောမတ်ကိုအပြင်သို့ခေါ်ထုတ်သွားခဲ့ပါတယ်။ဒါပါလေ။ငါစားရောက်တုန်းကဒီနေရာရဲ့အရောက်မှာတခုခုရှိနေတယ်။မင်းဒါကိုမှတ်မိလား။ဟုတ်ပါတယ်။ဒါစပိန်စာတန်နှင်းထုတ်ရေးတရားရုံးရဲ့တစိမ့်ပဲ။ရေတွင်းဟောင်းအတွင်းမှာတော့စပိန်နိုင်ငံမှာမီယိုဖလာမဟုတ်တဲ့ယုံကြည်ချက်ရှိသူတွေကိုပြင်းထန်စွာနှိပ်စက်ညှဉ်းပန်းခဲ့တဲ့အတွက်နာမည်ဆိုးဖြင့်ကြော်ကြားခဲ့တဲ့စပိန်စာတန်နှင်းထုတ်ရေးတရားရုံးရဲ့တစိမ့်ရှိနေခဲ့ပါတယ်။ရေတွင်းထဲမှာစီရီထားတဲ့ရေတွက်လို့မရနိုင်တဲ့လူဦးကောင်းခွန်တွေကဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းဟာမှောင်မိုက်ပြီးထိတ်လန့်ဖွယ်ရာအတိတ်တစ်ခုကိုဝတ်ထားကြောင်းဂါဘရီယယ်ကိုယုံကြည်သွားစေခဲ့ပါတယ်။ဒီထိတ်လန့်ဖွယ်ရာဖြစ်ရအားလုံးရဲ့အရင်းမြစ်ဟာဘုန်းကြီးကျောင်းရဲ့နှက်ဆိုင်တဲ့နေရာတစ်ခုမှာဆက်လက်ဝတ်ထားဆဲဖြစ်ကြောင်းသူယုံကြည်သွားခဲ့ပါတယ်။ဂါဘရီယယ်နဲ့သောမတ်တို့ဟာအရင်ကလုပ်သားတွေပောက်ကွဲမှုကြုံတွေ့ခဲ့ရတဲ့ပြန်လည်ပြင်ဆင်ရေးစိုက်ပျိုးကွင်းစီပြန်လာခဲ့ကြပါတယ်။အဲ့ဒီမှာဂါဘရီယယ်ဟာဟင်နရီအရင်ကချောင်းကြည့်ခဲ့တဲ့ကြောက်နေရန်ကအကြောင်းလေးကိုသတိပြုမိသွားခဲ့ပါတယ်။တူကြီးကိုအုံပြုပြီးပတ်ဝန်းကျင်ကအုတ်ခဲတွေကိုရိုက်ခွဲလိုက်ရာနေရန်တစ်ခုလုံးပြိုကျသွားခဲ့ပါတယ်။အဲ့ဒီအနောက်မှာဝတ်ထားတာကတော့နေရန်နဲ့ရောထွေးနေအောင်တေချာပြုလုပ်ထားတဲ့ကြီးမားတဲ့ကြောက်တကားကြီးဖြစ်ပါတယ်။သူ့ရဲ့မျက်နှာပြင်မှာထွင်းထုထားတာကတော့ဂါဘရီယယ်ကဗာတီကန်ရဲ့တစိမ့်အဖြစ်ချက်ချင်းမှတ်မိလိုက်တဲ့ထက်ကြိုင်နေတဲ့တော့နှစ်ချောင်းတင်ကေတာဖြစ်ပါတယ်။သူတို့ပုံမိုနီးကတ်စွာရွှေဆိုင်လိုက်တဲ့အခါတဘာဝတငွေနဲ့ရောနှောနေတဲ့ကန့်ရဲ့ပြင်းထန်တဲ့အနံ့ကိုလည်းရရှိခဲ့ပါတယ်။ဂါဘရီယယ်ဟာဒါဟာလှုပ်သားတအူးမီရှူထုံးလိုက်စဉ်အရင်ကပောက်ကွဲမှုကိုဖြစ်ပေါ်စေခဲ့တဲ့တောင်တင်နေတဲ့တငွေနဲ့တူညီကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ဖုံးတော်ကြီးနှစ်ပါးဟာအင်အားရှိသမျှနဲ့အဲ့ဒီကြီးမားတဲ့ကြောက်တကားကြီးကိုတုံးထုတ်လိုက်ရာပွင့်သွားခဲ့ပါတယ်။အဲ့ဒီကြော်လုံးမှာတော့တေဆုံးသူတွေကိုမြုပ်နှံထားလေးရှိတဲ့ရှေးဟောင်းမြေအောက်တင်ချိုင်းကူကြီးရှိနေခဲ့ပါတယ်။လူဦးကောင်းခွန်တွေနဲ့အယိုးစုတွေဟာလမ်းကြောင်းရဲ့ဘေးနှစ်ဖက်စလုံးမှာစီရီထားပါတယ်။စင်ကြံရဲ့ဗဟိုမှာတော့မေးလျှော့ခံထားရတဲ့အကျဉ်းသားတအူးလိုလှောင်အိမ်ထဲမှာပိတ်လောင်ခံထားရတဲ့လူတစ်ယောက်ရဲ့အယိုးစုရှိနေခဲ့ပါတယ်။ဂါဘရီယယ်ဟာအယိုးစုရဲ့လက်ချောင်းပေါ်မှာကျန်ရှိနေတဲ့လက်စွပ်ကိုသတိပြုမိသွားပြီးဒါဟာစာတန်နှင်းထုတ်ခြင်းပျက်စီးသွားတဲ့အခါတိုင်းနောက်ဆုံးကာကွယ်ရေးလိုင်းဖြစ်ဗာတီကန်ကခန့်အပ်ထားတဲ့အထက်တန်းဘုန်းတော်ကြီးတစ်ပါးရဲ့လက်စွပ်ဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ဂါဘရီယယ်ရဲ့အဆိုအရလှောင်အိမ်ဟာအဲ့ဒီအထက်တန်းဘုန်းတော်ကြီးကိုပြစ်ဒဏ်ပေးဖို့ဘယ်တော့မှမဟုတ်ခဲ့ပါဘူး။အဲ့ဒီအစားဒါဟာသူ့ကိုကာကွယ်ပေးရင်းအဲ့ဒီနေရာရဲ့ကြောလုံးမှာဝတ်ထားတဲ့မကောင်းမှုဘာမဆိုပြင်ပကဘာစီလွတ်မြောက်မသွားစေဖို့ကာကွယ်ဖို့စောက်လုပ်ခဲ့တာပါ။အထက်တန်းကာကွယ်သူဘုန်းတော်ကြီးရဲ့လက်စွပ်ပဲ။သူအကျဉ်းသားတအူးလို့ထင်ရပေမဲ့သူမဟုတ်ပါဘူး။အဲ့ဒီအတော်တွင်းမှာပဲဗာတီကန်မှာပုပ်ရဟန်းမင်းကြီးဟာရှေးဟောင်းမော်ကွန်းတိုက်တွေကိုဆက်လက်ရှာဖွေနေခဲ့ပါတယ်။ကာကွယ်သူဘုန်းတော်ကြီးကိုယ်တိုင်ရေးသားထားတဲ့လာတင်စာရွက်စာတမ်းတစ်ခုမှာဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းဟာတစ်ချိန်ကအလွန်တကူးကြီးတဲ့မကောင်းဆိုးဝါးတကူးတစ်ခုရဲ့လွှမ်းမိုးမှုကိုခံခဲ့ရကြောင်းသူတွေ့ရှိခဲ့ပါတယ်။ဒီစာရွက်စာတမ်းကမကောင်းဆိုးဝါးဟာကဘာပေါ်စီဘယ်တော့မှပြန်မလာနိုင်စေဖို့ဘုန်းကြီးကျောင်းရဲ့အောက်မှာမြုပ်နှံပြီးတစိမ့်ခတ်ထားခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။အဲ့ဒီအချိန်မှာပဲမြေအောက်တင်ချိုင်းကူအတွင်းမှာသောမတ်ဟာနောက်ထပ်အခန်းစီသွားရလမ်းကြောင်းကိုပိတ်ဆို့နေတဲ့တန်တကားဟောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။တကားကိုလုံခြုံစွာတောက်ခတ်ထားတာကြောင့်အတင်းအကျပ်ဖွင့်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဂါဘရီယယ်ဟာကာကွယ်သူဘုန်းတော်ကြီးရဲ့အယိုးစုကိုတေချာစွာစစ်ဆေးခဲ့ပြီးနောက်ဆုံးမှာအယိုးစုရဲ့ဝမ်းပိုက်ခေါင်းအတွင်းမှာဝတ်ထားတဲ့တော့တစ်ချောင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှေးဟောင်းစာရွက်စာတမ်းကိုဆက်လက်လေ့လာနေစဉ်ပုပ်ရဟန်းမင်းကြီးဟာရုတ်တရက်အသက်ရှူရခက်ခဲလာခဲ့ပါတယ်။သူ့ရဲ့အခြေအနေဟာလျင်မြန်စွာဆိုးရွားလာတာကြောင့်ဂါဘရီယယ်ဟာကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့သတိပြုမိလိုက်တယ်လို့မျိုးဂါဘရီယယ်ရဲ့နာမည်ကိုထပ်ခါခေါ်ဆိုနေခဲ့ပါတယ်။ဗာတီကန်ဝန်ထမ်းတွေဟာသူ့ကိုကုသမှုပေးဖို့ဆေးရုံစီအလင်းအမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်။ဂါဘရီယယ်ဗာတီကန်မှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုမသိပဲဂါဘရီယယ်နဲ့သောမတ်တို့ဟာတန်တကားကိုကျော်လွန်ပြီးသူတို့ရဲ့ခရီးကိုဆက်လက်ရှောက်လန်းခဲ့ကြပါတယ်။ပုံမဝေးကွာစွာသွားလေလေလမ်းကြောင်းဟာပုံမပူပြင်းလာလေလေဖြစ်ပြီးလေတုဟာကန့်ရဲ့ပြင်းထန်တဲ့အနံ့နဲ့ပြင်းထန်လာခဲ့ပါတယ်။သူ့ရဲ့ဘဝတစ်လျှောက်ပူးကတ်ခံရမှုအမှုပေါင်းရာနဲ့ချီကင်တွယ်ခဲ့မှုတာကြောင့်ဂါဘရီယယ်ဟာကန့်အနံ့ဟာမကောင်းဆိုးဝါးရောက်ရှိနေခြင်းရဲ့တင်ကေတာဖြစ်ကြောင်းသိထားပါတယ်။နောက်ဆုံးမှာလိုင်ကူဟာပုံမကြီးမားတဲ့အခန်းတစ်ခုစီပွင့်သွားခဲ့ပါတယ်။ဂါဘရီယယ်ဟာသူတို့ရေတွင်းဟောင်းရဲ့အောက်ခြေအထိရောက်ရှိသွားပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်။အခန်းရဲ့အဝေးဆုံးမှာတော့ဖုံးတော်ကြီးတစ်ပါးရဲ့အယိုးစုကထိုင်နေတဲ့ကြောက်ရစားပလင်တစ်ခုရှိနေခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာနှစ်ပေါင်းများစွာကတည်းကအယိုးစုအဖြစ်ဆုပ်ယုပ်သွားခဲ့တော့လေသူဟာသူ့ရဲ့ဝိယုံကိုဝစ်ဆင်ထားဆဲဖြစ်ပါတယ်။
သူဟာသူ့ရဲ့နောက်ဆုံးထွက်သက်အထိအဲ့ဒီနေရာကိုတစ္ဆာရှိစွာစောက်ရှောက်ခဲ့တယ်လို့မျိုးမတ်ထိုင်နေခဲ့တာပါသူ့ရဲ့ပေါင်ပေါ်မှာတော့စာအုပ်ဟောင်းတအုပ်ရှိနေခဲ့ပြီးအဲ့ဒါဟာဘာမှမပျက်စီးပဲအကောင့်အတိုင်းကျန်ရှိနေခဲ့ပါတယ်ဂါဘရီယယ်ဟာအဲ့ဒါကိုချက်ချင်းကောက်ယူလိုက်ပြီးစတင်ဖတ်ရှုခဲ့ပါတယ်အဲ့ဒီရဲ့အကြောင်းအရာတွေကနေအယိုးစုဟာသူ့ခေတ်သူခါကအလေးစားရဆုံးစာတန်နှင့်ထုတ်သူတွေတဲကတပားဖြစ်တဲ့ဘုန်းတော်ကြီးဒီယိုဂျာရဲ့အယိုးစုဖြစ်ကြောင်းသူတို့တွေ့ရှိခဲ့ကြပါတယ်ဒီယိုဂျာရဲ့နောက်ဆုံးဂျာနယ်မှတ်တမ်းက1425ခုနှစ်မှာပူးကတ်ခံထားရတဲ့ဘုန်းတော်ကြီးတစ်ပါးအပေါ်သူပြုလုပ်ခဲ့တဲ့စာတန်နှင့်ထုတ်ခြင်းအကြောင်းပြန်ပြောင်းပြောပြထားပါတယ်အခမ်းအနားအတွင်းမှာတော့မကောင်းဆိုးဝါးဟာပူးကတ်ခံရသူအပါအဝင်အခြားသူတယောက်စီထက်ခါကူးပြောင်းသွားခဲ့ပါတယ်ဂါဘရီယယ်ဟာသူတို့ဟာလူအများပြားကိုတပြိုင်နက်တည်းပူးကတ်နိုင်တဲ့စွမ်းရည်ရှိတဲ့မကောင်းဆိုးဝါးနဲ့ရင်ဆိုင်နေရတာဖြစ်ကြောင်းချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်ဒါဟာအလွန်တကိုးကြီးတဲ့မကောင်းဆိုးဝါးတွေမှာသာရှိတဲ့စွမ်းရည်ဖြစ်ပါတယ်စာတန်နှင့်ထုတ်ခြင်းဟာနောက်ဆုံးမှာပျက်စီးသွားခဲ့ပြီးဒီယိုဂျာကိုယ်တိုင်လည်းမကောင်းဆိုးဝါးကသူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်ပြီးနောက်ထပ်သားကောင်ဖြစ်လာခဲ့ပါတယ်ဂါဘရီယယ်ဟာဂျာနယ်ကိုဆက်လက်ဖတ်ရှုရင်းဗာတီကန်ဟာဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းမှာဖြစ်ပျက်ခဲ့သည်များအရာအလုံးကိုရာစုနှစ်ပေါင်းများစွာဘာကြောင့်ဝတ်ထားခဲ့ရတယ်လဲဆိုတာကိုနောက်ဆုံးမှာနားလည်သွားခဲ့ပါတယ်ဒီယိုဂျာကိုပူးကပ်ပြီးနောက်မကောင်းဆိုးဝါးဟာဘုန်းတော်ကြီးရဲ့လွှမ်းမိုးမှုကိုအသုံးပြုပြီးဘယင်မအီဆာဘဲလာကိုစပိန်စာတန်နှင့်ထုတ်ရေးတရားရုံးကိုတီထောင်ဖို့စိမ့်ဆွဲစေခဲ့ပါတယ်။အဲ့ဒီချိန်ကစလို့ဖျားသခင်ဤနာမတော်ဖြင့်ပြုလုပ်ခဲ့တဲ့ရေတွက်လို့မရနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ရက်စက်မှုတွေဟာအမှန်တကယ်တော့မကောင်းဆိုးဝါးရဲ့အစီအစဉ်ရဲ့အစိပ်ပိုင်းများသာဖြစ်ပါတယ်။ဂါဘရီယယ်ဟာအသင်းတော်ဟာအမှန်တရားကိုအမြဲတမ်းသိရှိထားခဲ့ပေမဲ့ဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းရဲ့အောက်မှာဝတ်ထားတဲ့လှုပ်ဝက်ချက်တိုင်းနဲ့အတူအဲ့ဒါကိုမြုပ်နှံထားဖို့ရွေးချယ်ခဲ့ကြောင်းသဘောပေါက်သွားခဲ့ပါတယ်ဂါဘရီယယ်ရဲ့ရှင်းပြချက်ကိုကြားသိရပြီးနောက်သောမတ်ဟာဂျူလီယာရဲ့မိသားစုဟာဘုန်းကြီးကျောင်းကိုပြန်လည်ပြင်ဆင်နေစဉ်အတွင်းအဲ့ဒီမှာရာစုနှစ်ပေါင်းများစွာပိတ်လောင်ခံထားရတဲ့မကောင်းမှုကိုလွတ်မြောက်စေရင်မကောင်းဆိုးဝါးကိုမသိပဲလွှတ်ပေးလိုက်တာဖြစ်ကြောင်းနောက်ဆုံးမှာကောက်ချက်ချခဲ့ပါတယ်။မင်းငရဲနဲ့ပိုနီးကပ်လာပြီးဓာတ်ငွေတွေနဲ့ကန့်နန့်တွေပြင်းထန်လာတယ်။ဘုန်းတော်ကြီးစောက်လုပ်ရေးလုပ်ငန်းကမကောင်းဆိုးဝါးကိုလွှတ်ပေးလိုက်တာဖြစ်ရမယ်။အသင်းတော်ကဒါကိုဖုံးကွယ်ထားခဲ့ပြီးအမှန်တရားကိုဒီမှာမြုပ်နှံထားခဲ့ကြတယ်။အဲ့ဒီအတော်အတွင်းမှာပဲဂျူလီယာဟာနိုးလာခဲ့ပြီးအေမီဟာသူမရဲ့ဘေးမှာမရှိတော့ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပြီးကိုစိုးရိမ်တာကြောင့်သူမဟာငြိမ်စေးထိုးစေးကိုအလင်းအမြန်ယူဆောင်လိုက်ပြီးဟင်နရီရဲ့အခန်းစီပြေးသွားခဲ့ပါတယ်။အေမီသူမရဲ့အဆိုးရွားဆုံးစိုးရိမ်မှုတွေဟာမှန်ကန်ကြောင်းအတည်ပြုလိုက်ရပါတယ်။အေမီဟာဟင်နရီရဲ့ဘေးမှာထိုင်နေတာပါ။ဂျူလီယာကသူတို့ကိုခေါ်လိုက်တဲ့အခါအေမီနဲ့ဟင်နရီတို့ဟာစိတ်တစားတစ်ခုတည်းကသူတို့ရဲ့ခန္ဓာကိုယ်နှစ်ခုလုံးကိုထိန်းချုပ်ထားသလိုမျိုးတစ်ချိန်တည်းမှာပဲတူညီတဲ့စကားလုံးတွေကိုပြောဆိုခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲဂျူလီယာဟာအေမီဟာလည်းမကောင်းဆိုးဝါးရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူမဟာအေမီကိုသူမရဲ့မောင်လေးစီကနေဆွဲထုတ်ဖို့ချက်ချင်းကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမစီမရောက်မီမှာပဲမမြင်နိုင်တဲ့အားတစ်ခုကဂျူယာကိုအခန်းတွင်ပြင်းထန်စွာလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအေမီဟာမကောင်းဆိုးဝါးရဲ့တဘာဝလုံးတစ်ခုကြောင့်လေထုထဲစီအထက်သို့မြှောက်တင်ခြင်းခံလိုက်ရပါတယ်။ကြည့်လိုက်ပါဦးမေကြည့်လိုက်ပါဦးအဲ့ဒီအတော်အတွင်းမှာပဲဂါဘရီယယ်ဟာဒီယိုဂျာရဲ့ဂျာနယ်စာမျက်နှာများကိုဆက်လက်လှည့်ကြည့်နေခဲ့ပါတယ်။သူဟာသူတို့ရဲ့ခေါင်းဆောင်နဲ့အတူကောင်းကင်ဘုံကနေနှင်ထုတ်ခံခဲ့ရတဲ့ကောင်းကင်တမန်များကိုဖော်ပြထားတဲ့တရုတ်ဖော်ပုံတစ်ခုကိုတွေ့လိုက်ရပါတယ်။နောက်စာမျက်နှာမှာတော့မကောင်းဆိုးဝါးရဲ့အမှတ်အသားအမှန်ဟာနောက်ဆုံးမှာပေါ်ပေါက်လာခဲ့ပါတယ်။ဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းရဲ့အောက်မှာပိတ်လောင်ခံထားရတဲ့တတဝါဟာလူအများအပြားကိုတပြိုင်နက်တည်းပူးကပ်နိုင်တဲ့ကြောက်စရာကောင်းတဲ့စွမ်းရည်ရှိတဲ့ငရဲဤမင်းမှုသူများထဲမှာတပါးဖြစ်သည့် Asmodeus တာလင်ဖြစ်ပါတယ်။ဂျာနယ်က Asmodeus ရဲ့ရည်ရွယ်ချက်ဟာဟင်နရီကိုပူးကပ်ဖို့တသက်မဟုတ်ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။အဲ့ဒီအစားသူဟာဗာတီကန်စီပြန်လည်ရောက်ရှိနိုင်ပြီးလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကသူစတင်ခဲ့တဲ့အစီအစဉ်အတိုင်းပြုလုပ်နိုင်မဲ့ခန္ဓာကိုယ်တစ်အဖြစ်အသုံးပြုနိုင်မဲ့ဗာတီကန်စာတန်နှင့်ထုတ်သူကိုရှာဖွေနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲဂါဘရီယယ်ဟာ Asmodeus ဟာအစကတည်းကသူ့ကိုဘာကြောင့်ဆော့ပေးနေခဲ့တယ်လဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။ဟင်နရီဟာစစ်မှန်တဲ့ပြစ်မှတ်မဟုတ်ခဲ့ပါဘူး။ဂါဘရီယယ်ကိုယ်တိုင်သာလျှင်ဖြစ်ပါတယ်။ Asmodeus ရဲ့နာမည်ပေါ်ပေါက်လာသည့်နေ့တပြိုင်နက်ဂျူလီယာနှင့်အေမီတို့အပေါ်မကောင်းဆိုးဝါး၏လွှမ်းမိုးမှုသည်ချက်ချင်းအားနည်းသွားခဲ့သည်။အခွင့်အရေးကိုအရယူရင်းအေမီဟာဟင်နရီကိုငြိမ်စေးထိုးပေးလိုက်ရာကလေးလေးဟာနောက်ဆုံးမှာအိပ်ပျော်သွားခဲ့ပါတယ်။နောက်ဆုံးစာတန်နှင့်ထုတ်ခြင်းကိုမရင်ဆိုင်မီဂါဘရီယယ်ဟာနှစ်ပေါင်းများစွာသူ့ကိုခြောက်လန့်နေခဲ့တဲ့အပြစ်ရှိစိတ်ကိုအရင်ဆုံးဝန်ခံရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်ဂါဘရီယယ်ဟာတစ်ချိန်ကအကူအညီတောင်းဖို့သူ့စီရောက်လာခဲ့တဲ့ရိုဆာရီယာဆိုတဲ့အမျိုးသမီးငယ်အကြောင်းပုံမြင်ကိုပြောပြခဲ့ပါတယ်။ရိုဆာရီယာကညစဉ်မကောင်းဆိုးဝါးတကောင်ကသူမစီလာရောက်တယ်လို့ကြွေးကြော်ခဲ့ပေမဲ့ဂါဘရီယယ်ကသူမဟာစိတ်ရောဂါခံစားနေရတယ်လို့ယုံကြည်ခဲ့ပြီးကုသမှုအတွက်အခြားသူတစ်ယောက်စီလွှဲပြောင်းပေးခဲ့ပါတယ်။မကြာမီမှာပဲရိုဆာရီယာဟာဗာတီကန်မြို့ရိုးကနေခုန်ချပြီးမိမိကိုယ်ကိုအသက်နှုတ်ယူသွားခဲ့ပါတယ်။ငါဝန်ခံဖို့လိုတယ်။ငါမင်းကိုစကားပြောချင်တယ်ရိုဆာရီယာ။ငါသူမကိုမကူညီခဲ့ဘူး။ငါသူမကိုမယုံခဲ့ဘူး။သူမပူးကပ်ခံရတာမဟုတ်ဘူး။သူမဟာစိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခဲ့တာပါ။စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တာတွေကငါအလုံးမဟုတ်ဘူးအဲ့ဒါကြောင့်ငါအခြားသူတယောက်ကိုသူမရဲ့အမှုကိုကင်တွယ်ခိုင်းခဲ့တယ်အခုမင်းငါကိုယုံပြီလားသူမလိုအပ်နေချိန်မှာငါသူမကိုမကူညီခဲ့ဘူး
ဒါပေမဲ့သူကတိတ်ကောင်းခဲ့တာပါအဲ့ဒီနေ့ကစလို့ဂါဘရီယယ်ဟာကြီးမားတဲ့အပြစ်ရှိစိတ်ကြောင့်ခြောက်လန့်ခံခဲ့ရပါတယ်။ Asmodeus ကလည်းဒါဟာသူ့ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်ကြောင်းသိထားပါတယ်။အရာအလုံးကိုဝန်ခံပြီးနောက်ဂါဘရီယယ်ဟာသောမတ်ကိုသူ့ရဲ့ဝန်ခံချက်ကိုနားထောင်ပေးဖို့နဲ့အသင်းတော်ရဲ့အခွင့်အရေးများအတိုင်းသူ့ကိုအပြစ်မှလွတ်ငြိမ်းခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အပြစ်မှလွတ်ငြိမ်းခွင့်ရရှိပြီးနောက်ဂါဘရီယယ်ဟာသူ့ရဲ့စာတန်နှင်ထုတ်ရေးဝိယုံကိုထပ်မံဝစ်ဆင်လိုက်ပြီး Asmodeus ဟာလှည့်စားရမှာကျွမ်းကျင်သူဖြစ်ကြောင်းအားလုံးကိုသတိပေးခဲ့ပါတယ်။မကောင်းဆိုးဝါးဟာသူတို့ရဲ့စိတ်ဓာတ်ကိုရိုက်ချိုးဖို့အပြစ်ရှိစိတ်နာကျင်စရာအမှတ်တရတွေနဲ့အတိတ်ကအဖြစ်တွေကိုအသုံးပြုလိမ့်မယ်။အဲဒါကြောင့်ပဲအခမ်းအနားအတွင်းသူတို့မြင်တွေ့ရသမျှဘာကိုမှယုံကြည်လို့မရတာပါ။ခဏအကြာမှာတော့ဂါဘရီယယ်၊သောမတ်၊ဂျူလီယာနဲ့အေမီတို့ဟာဟင်နရီရဲ့အခန်းစီပြန်လာခဲ့ကြပါတယ်။ငါတို့ဒီကလေးကိုကယ်ရမယ်ကလေးမတဆင့်ပြောဆိုရင်း Asmodeus ဟာဂါဘရီယယ်ကိုနောက်ထပ်အပေးအယူတစ်ခုကမ်းလှမ်းခဲ့ပါတယ်။သူဟာဂျူလီယာရဲ့မိသားစုဘေးကင်းရေးအတွက်ဂါဘရီယယ်ရဲ့ခန္ဓာကိုယ်ကိုလိုလိုလားလားဆွန့်လွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂါဘရီယယ်ဟာတိုးဆုပ်မနေပဲညှင်းပယ်ခဲ့ပြီးသောမတ်နဲ့အတူစာတန်နှင်ထုတ်ခြင်းဆူတောင်းချက်များကိုစတင်ရွတ်ဆိုခဲ့ပါတယ်။ငါ့ကိုပေးပါဂါဘရီယယ်ဘလောက်ပဲဆူတောင်းဟင်နရီကိုကယ်နိုင်မှာမဟုတ်ဘူးသူ့ရဲ့ကန့်လန့်ချက်ပျက်စီးသွားတဲ့အတွက်ဒေါသထွက်သွားတဲ့ Asmodeus ဟာသူတို့ရဲ့စိတ်ကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ Rosaria ဟာဂါဘရီယယ်ရှေ့မှာပေါ်လာခဲ့ပြီးသူမရဲ့တည်ဆုံမှုအတွက်သူ့ကိုအပြစ်တင်ခဲ့ပါတယ်။ Thomas ကတော့အဒယ်လာရဲ့ယူပါယုံတွေကြောင့်ထပ်မံခြောက်လန့်ခံခဲ့ရပါတယ်။ဒီတစ်ချိန်မှာတော့သူတို့နှစ်ယောက်လုံးလှည့်စားမှုနောက်ကိုမပါသွားခဲ့ကြပါဘူး။သူတို့မြင်တွေ့နေရသမျှအရာအလုံးဟာသူတို့ရဲ့ယုံကြည်ခြင်းကိုလှုပ်ခါအောင်ပြုလုပ်ထားတဲ့ Asmodeus ရဲ့လှည့်ဖျားမှုတစ်ခုမျှသာဖြစ်ကြောင်းသူတို့သိရှိခဲ့ကြပါတယ်။ Asmodeus ကပိုမိုပြင်းထန်စွာတိုက်ခိုက်လေဂါဘရီယယ်နဲ့သောမတ်တို့ကပိုမိုကျဲလောင်စွာဆူတောင်းလေပါပဲဖျားသခင်နဲ့ဖျားသခင်ရဲ့အလင်းစီကနေထွက်ခွာပါဒါဟာဘက်ပေါင်းစုံမှာရှိနေတာရုံးကန်မှာဖြည်းဖြည်းချင်းပဲဟင်နရီရဲ့ပြင်းထန်စွာရုံးကန်နေတဲ့ခန္ဓာကိုယ်ဟာစတင်ပြေလျော့လာခဲ့ပါတယ်အချိန်အတော်ကြာပြီးနောက်ကလေးရဲ့အတန်အမှန်ကိုထပ်မံကြားလိုက်ရပြီးသူဟာမိခင်ဖြစ်သူကိုခေါ်ဆိုလိုက်ပါတယ်မေမေကျွန်တော်ကိုနာအောင်လုပ်နေတယ်ဟင်နရီမေမေသားကိုချစ်တယ်သူစီသွားပါပြန်လာပါမင်းရုံးကန်ရမယ်ကျွန်တော်မလုပ်နိုင်ဘူးတစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့အေမီဟာရုတ်တရက်ပုံမှန်မဟုတ်တဲ့နီလန်နဲ့စတင်လှုပ်ရှားလာခဲ့ပါတယ်သူမဟာပင့်ကူတကောင်လိုနံရံတွေပေါ်မှာတွားသွားပြီးမျက်နှာချက်မှာကတ်တွေနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Asmodeus ကသူဟင်နရီကိုထိန်းချုပ်ဖို့ပျက်စီးခဲ့ရင်အေမီဟာအစကတည်းကသူ့ရဲ့အရန်ခန္ဓာကိုယ်ဖြစ်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်အဲ့ဒီနောက်သူဟာသူ့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ခဲ့ပါတယ်ဟင်နရီနဲ့အေမီတို့ဟာသူ့ရဲ့စစ်မှန်တဲ့ပြစ်မှတ်တွေဘယ်တော့မှမဟုတ်ခဲ့ပါဘူးအစကတည်းကသူလိုချင်ခဲ့တာကဂါဘရီယယ်ပါနောက်တစ်ချိန် Asmodeus ကသူ့ကိုရွေးချယ်ခွင့်ပေးလိုက်ပါတယ်။ဂါဘရီယယ်ကစေတနာအတိုင်းသူ့ရဲ့ခန္ဓာကိုယ်ကိုပေးအပ်ခဲ့ရင်ဂျူယာရဲ့မိသားစုဟာဘေးကင်းလိမ့်မယ်။ဒါပေမဲ့သူညှင်းပယ်ရင်တော့သူတို့တွေကလူတိုင်းတိတ်ဆုံးရလိမ့်မယ်။ဂါဘရီယယ်ဟာကန့်လန့်ချက်ကိုပြတ်သားစွာညှင်းပယ်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ Asmodeus ဟာဒေါသတကြီးဖြစ်သွားပြီးဂျူလီယာကိုတိုက်ခိုက်ဖို့အေမီကိုအသုံးပြုခဲ့ပြီးတတိပြန်ရလာခါစားဟင်နရီကတော့မကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုအောက်ထပ်မံရောက်ရှိသွားကဘုံတော်ကြီးနှစ်ပါးကိုတိုက်ခိုက်ခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲအခန်းဟာရောထွေးမှုများစီပောက်ကွဲသွားခဲ့ပါတယ်။သောမတ်ဟာလေထုထဲစီအထက်သို့မြောက်တင်ခံလိုက်ရသည့်အထိမမြင်နိုင်တဲ့အားတစ်ခုနဲ့လေပင်ညှစ်ခံလိုက်ရပြီးဂျူလီယာကတော့သူမရဲ့ကလေးနှစ်ယောက်လုံးမကောင်းဆိုးဝါးရဲ့ရုပ်သေးများအဖြစ်အသုံးပြုခံနေရတာကိုကြည့်ုံမှလွယ်၍ဘာမှမလုပ်နိုင်ခဲ့ပါဘူးယုံကြည်ခြင်းကိုမစွန့်လိုက်ပါနဲ့ငါ့ကိုပြန်ပေးပါငါမင်းတို့ကိုပြောခဲ့တယ်မင်းတို့အားလုံးတည်ကြတော့မယ်သူတို့အားလုံးကိုကယ်တင်ဖို့ဂါဘရီယယ်ဟာနောက်ဆုံးမှာသူ့ဘဝရဲ့အခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်သူဟာသူ့ကိုယ်သူ Asmodeus ရဲ့ခန္ဓာကိုယ်တစ်အဖြစ်လိုလိုလားလားကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီစကလုံးတွေသူ့ပါဆက်ကနေထွက်သွားတဲ့စက္ကန့်ပိုင်းမှာပဲမကောင်းဆိုးဝါးဟာဟင်နရီနဲ့အေမီတို့ကိုဆွတ်လွတ်လိုက်ပြီးဂါဘရီယယ်ရဲ့ခန္ဓာကိုယ်ထဲကိုအစားဝင်ရောက်သွားခဲ့ပါတယ်။ငါ့ကိုယူလိုက်ပါ။ငါရဲ့အခိုင်းအစေဖြစ်လာပါဦး။မင်းအိမ်မက်မက်ခဲ့တဲ့သခင်ဖြစ်လာပါဦး။ဟင်နရီသားမေမေစီပြန်လာခဲ့ပြီးသူ့မှာကြံရှိနေသေးတဲ့ထိန်းချုပ်မှုအနှဲငယ်နဲ့အတူဂါဘရီယယ်ဟာကင်ဆောင်ထားတဲ့လက်ဝါးကတ်တိုင်ကိုသောမတ်ထံအလျင်အမြန်ပြန်လည်ပေးအပ်ခဲ့ပါတယ်။သူဟာသောမတ်ကိုဂျူလီယာအေမီနဲ့ဟင်နရီတို့ကိုဖုန်းကြီးကျောင်းပြင်ပသို့ခေါ်ဆောင်သွားဖို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့နောက်ထပ်တိုက်ပွဲဟာသူနဲ့ Asmodeus တို့ကြားမှာသာဖြစ်တော့မှာမို့ပါ။ Thomas ဟာအစပိုင်းမှာဂါဘရီယယ်ကိုချန်ထားခဲ့ဖို့ညှင်းဆန်ခဲ့ပေမဲ့ဂါဘရီယယ်ရဲ့အခြေအနေဟာလျင်မြန်စွာဆိုးရွားလာတာကြောင့်ဂျူလီယာနဲ့သူမရဲ့ကလေးတွေကိုအပြင်ကကားစီလိုက်ပို့ပေးုံမှလွယ်၍အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။အဲ့ဒီအတော်အတွင်းမှာတော့ဂါဘရီယယ်ဟာ Asmodeus ကိုသူ့ရဲ့စိတ်ကိုစုံလင်စွာထိန်းချုပ်ခွင့်မပေးမိစေဘူးသူ့ရဲ့အင်အားရှိသမျှနဲ့ရုန်းကန်နေခဲ့ပါတယ်။သူဟာမိမိကိုယ်ကိုအသက်နှုတ်ယူဖို့စူးစမ်းခဲ့ပေမဲ့အဓိကစူးစမ်းမှုတိုင်းကိုသူ့ရဲ့ခန္ဓာကိုယ်ကိုထပ်မံထိန်းချုပ်လိုက်တဲ့ Asmodeus ကတားဆီးခဲ့ပါတယ်။ဆွန့်လွတ်ဖို့ညှင်းဆန်ရင်ဂါဘရီယယ်ဟာကန့်နဲ့ပြည့်နှက်နေတဲ့ရေတွင်းရဲ့အောက်ခြေထိရောက်ရှိသည့်အထိမြေအောက်လမ်းကြောင်းထဲစီပြေးဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျူလီယာဟင်နရီနဲ့အေမီတို့ဘေးကင်းစွာအပြင်သို့ရောက်ရှိသွားတာကိုတေချာစေပြီးနောက်သောမတ်ဟာဖုန်ကြီးကျောင်းစီပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာဂါဘရီယယ်ကို Asmodeus နဲ့ရင်ဆိုင်ဖို့တယောက်တည်းမချန်ထားနိုင်ခဲ့ပါဘူး။မြေအောက်လမ်းကြောင်းကနေတွားရောက်ပြီးနောက်သောမတ်ဟာဖ
ုန်းတော်ကြီးဒီယိုဂျာရဲ့ကြောက်ရစားပလင်ပေါ်မှာထိုင်နေတဲ့ဂါဘရီယယ်ကိုနောက်ဆုံးမှာတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ပါဇက်ကနေထွက်လာတဲ့အတန်ဟာဂါဘရီယယ်ရဲ့အတန်မဟုတ်တော့ပါဘူး။အဲ့ဒါဟာသူ့မှတဆင့်ပြောဆိုနေတဲ့ Asmodeus ရဲ့အတန်ဖြစ်ပါတယ်။မင်းနောက်ကျသွားပြီး Thomas ငါ့ကိုနားထောင်ပါ။မင်းရဲ့ကောင်းထဲမှာရှိနေတာ तू မရှိတော့ဘူးမင်းရဲ့တငယ်ချင်းမရှိတော့ဘူး။မင်းဒီမှာရှိနေမှန်းငါသိတယ်ဂါဘရီယယ်ငါနဲ့ကစားပါဦးမကောင်းဆိုးဝါးကဂါဘရီယယ်မရှိတော့ကြောင်းနဲ့ခန္ဓာကိုယ်ဟာအခုတော့သူ့ထံစုံလင်စွာပိုင်ဆိုင်သွားပြီလို့ကြွေးကြော်ခဲ့ပါတယ်။အရာအလုံးပြီးဆုံးသွားပြီလို့အခိုင်အမာပြောရင်းသောမတ်ကိုထွက်သွားဖို့တောင်ပြောခဲ့ပါတယ်။သောမတ်ကတော့သူ့ကိုယုံကြည်ဖို့ညှင်းဆန်ခဲ့ပါတယ်။ဂါဘရီယယ်ဟာသူ့ရဲ့စိတ်တွင်းကနေဆက်လက်တိုက်ခိုက်နေစေဖြစ်ကြောင်းသူယုံကြည်နေခဲ့ပါတယ်။လက်ဝါးကတ်တိုင်ကိုတင်းကျပ်စွာကင်ဆောင်ရင်းသောမတ်ဟာဂါဘရီယယ်ရဲ့နာမည်ကိုထပ်ခါခေါ်ဆိုရင်းစာတန်နှင်ထုတ်ခြင်းဆူတောင်းချက်များကိုဆက်လက်ရွတ်ဆိုခဲ့ပါတယ်။သောမတ်ရဲ့အတန်ဟာဂါဘရီယယ်ရဲ့တတိကိုနည်းနည်းစီနှိုးဆွပေးခဲ့ပြီးသူ့ကိုသူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းကနေပြန်လည်တိုက်ခိုက်ခွင့်ပေးခဲ့ပါတယ်။ဂါဘရီယယ်ဟာစုံလင်စွာဝါမျိုးချင်းမခံရသေးတာကိုသဘောပေါက်သွားတဲ့ Asmodeus ဟာနောက်ဆုံးလှည့်စားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Rosaria ဟာဂါဘရီယယ်ကိုသူမရဲ့တည်ဆုံမှုအတွက်ထပ်မံအပြစ်တင်ရင်ပေါ်လာခဲ့ပြီး Thomas ကတော့အဒယ်လာရဲ့ယူပါယုံများကြောင့်ထပ်မံ6လန့်ခံခဲ့ရပါတယ်။ဒီတစ်ချိန်မှာတော့သူတို့နှစ်ယောက်လုံးလှည့်စားခြင်းမခံခဲ့ရပါဘူး။သူတို့မျက်စိရှိမှရှိနေသမျှအရာအလုံးဟာသူတို့ရဲ့ယုံကြည်ခြင်းကိုဖျက်ဆီးဖို့ Asmodeus ပြုလုပ်ထားတဲ့လှည့်စားမှုတစ်ခုမျှသာဖြစ်ကြောင်းသူတို့သိရှိခဲ့ကြပါတယ်။မရက်မနာဆက်လက်ဆူတောင်းရင်းဂါဘရီယယ်နဲ့ Thomas တို့ဟာ Asmodeus ကိုဂါဘရီယယ်ရဲ့ခန္ဓာကိုယ်ထဲကနေမောင်းထုတ်နိုင်ခဲ့ကြပါတယ်။မကောင်းဆိုးဝါးဟာရေတွင်းရဲ့အောက်ခြေစီနောက်သို့တွန်းထုတ်ခြင်းခံလိုက်ရပြီးအဲ့ဒီမှာပဲကဘာမြေရဲ့နှက်ဆိုင်သောနေရာမှထွက်ပေါ်လာသောကြီးမားသောမီးတောက်များဖြင့်ဝါမျိုးခြင်းခံလိုက်ရပါတယ်။ Asmodeus ရဲ့အော်ဟစ်တန်တွေဟာတောက်လောင်နေတဲ့မီးတောက်တွေအတွင်းထာဝရပျောက်ကွယ်မသွားမီမြေအောက်လိုင်းကူတစ်ခုလုံးပဲတင်ထက်သွားခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာထိတ်လန့်မှုတွေဖြန့်ကျက်ခဲ့ပြီးနောက်ငရဲဤမင်းမှုသူဟာနောက်ဆုံးမှာအနိုင်ယူခြင်းခံလိုက်ရပါတယ်။အတော်ကြာပြီးနောက်ဗာတီကန်ဟာဆန်စီဘက်စတီယန်ဘုန်းကြီးကျောင်းရဲ့အောက်မှာဝတ်ထားတဲ့လှုပ်ဝက်ချက်တိုင်းကာကွယ်ခံရမှုရှိနေစေဖို့ဂျူလီယာရဲ့မိသားစုစီကနေအဲ့ဒီဘုန်းကြီးကျောင်းကိုဝယ်ယူခဲ့ပါတယ်။ဂျူလီယာအေမီနဲ့ဟင်နရီတို့ဟာနောက်ဆုံးမှာအမေရိကန်ပြည်ထောင်စုစီပြန်လာခဲ့ကြပြီးဟင်နရီကတော့အပြည့်အဝပြန်လည်ကောင်းမွန်လာခဲ့ပြီး Asmodeus ရဲ့လွှမ်းမိုးမှုကနေနောက်ဆုံးမှာလွတ်မြောက်သွားခဲ့ပါတယ်။ဘုန်းကြီးကျောင်းအောက်မှာတွေ့ရှိခဲ့တဲ့ဘုန်းတော်ကြီးဒီယိုဂျာခြံထားခဲ့တဲ့ဂျာနယ်ကိုလည်းဗာတီကန်ကနောက်ပိုင်းမှာလေ့လာခဲ့ပါတယ်။အဲ့ဒီစာမျက်နှာတွေကနေသူတို့ဟာတကိုးကြီးမကောင်းဆိုးဝါးတကိုးများရှိနေသည်ဟုယုံကြည်ရသောအခြားနေရာတော်များများကိုညွှန်းဆိုနေသည့်တဲလွန်စာများကိုဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ပုပ်ယဟန်မင်းကြီးဟာသူ့ရဲ့ယောဂကနေပြန်လည်ကောင်းမွန်လာပြီးနောက်ဂါဘရီယယ်ဟာဗာတီကန်စီပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါတယ်။သူဟာဒီယိုဂျာရဲ့ဂျာနယ်မှာဖော်ပြထားတဲ့နေရာများကိုဆက်လက်စုံစမ်းစစ်ဆေးဖို့တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ဒီတစ်ချိန်မှာတော့ဂါဘရီယယ်ဟာတယောက်တည်းတိုက်ခိုက်တော့မှာမဟုတ်ပါဘူး။ဖာသာ Thomas Esquire ပဲဟာသူ့ရဲ့တတိနဲ့မယိမ့်ရိုင်တဲ့ယုံကြည်ခြင်းနှစ်ခုလုံးကိုတက်တည်ပြခဲ့ပြီးနောက်အနာဂတ်စာတန်နှင်ထုတ်ရေးအဓိကသာသနာပြုလုပ်ငန်းများမှာဂါဘရီယယ်ရဲ့တရားဝင်လက်တွဲဖော်ဖြစ်လာခဲ့ပါတယ်။ဒီဇလန်ဟာသူ့ရဲ့တသက်တာအတွင်းပူကတ်ခံရမှုအမှုပေါင်းတောင်းနဲ့ချီကင်တွယ်ခဲ့မှုလေလို့ကြွေးကြော်ခဲ့တဲ့ဗာတီကန်ရဲ့ထိပ်တန်းစာတန်နှင်ထုတ်သူဖာသာဂါဘရီယယ်အေမော့ရဲ့ဖြစ်ရမှန်စိတ်ကူးရင်ရေးသားချက်များမှာစိတ်ကူးညံကွန်ပျူတာချင်းဖြစ်ကြောင်းဖော်ပြရင်းဇလန်ကိုအဆုံးသတ်ထားပါတယ်ခင်ဗျာ။2016ခုနှစ်မှာကွယ်လွန်သွားခဲ့သည့်အထိသူဟာစာတန်နှင်ထုတ်သူအဖြစ်သူ့ရဲ့ခေါ်ယူခြင်းအတွက်ဆက်လက်သစ္စာရှိခဲ့ပြီးသူ့ရဲ့အတွေ့အကြုံများကိုအခြေခံထားတဲ့စာအုပ်များစွာကိုလည်းရေးသားခဲ့ပါတယ်။အဲ့ဒီစာအုပ်တွေကတအုပ်ဟာနောက်ဆုံးမှာ Deepos Exorcist ရုပ်ရှင်အတွက်ပဓာနာကျတဲ့စိတ်ကူးညံကွန်ပျူတာဖြစ်လာခဲ့ပါတယ်။ဒါနဲ့ပဲဇလန်လေးဟာအဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာ။